ဓမ္မသဘင်ကိုဗုဒ္ဓပနာမမေတ္တာအာတိတများဖြင့်ဖွင့်လှစ်လိုက်ပါပြီပရိသတ်အပေါင်းသင်လျော်သောဣရိယာပုတ်များဖြင့်တရားတော်များနာယူမှတ်သားနိုင်ကြပါပြီ။ကိုင်လွတ်လွတ်လပ်လပ်လေးထိုင်ပြီးတရားဓမ္မဩကြားနာကြားကြရအောင်အချိန်အားဖြင့်9 နာရီနဲ့5 မိနစ်အချိန်ဘုန်းကြီးတို့ဓမ္မသဘင်စတင်ဩကြားပေးမှာဖြစ်ပါတယ်။တို့တွေကလှုပ်ချင်တာနဲ့လှုပ်ဖြစ်သွားတာကတဏှာစီဖြစ်သွားတဲ့အခါကျတော့ဒီလိုကဲကဲလေးတွေဖြစ်သွားတာလေမှန်လားမမှန်ဘူးလားကိုယ်လေးလေးပြောရရင်မဟာချိုင်ပရိသတ်ကဒါအကုန်ပဲဟုတ်မလဲဘုန်းကြီးတို့ပွဲတွေအများကြီးဟောခဲ့တာပဲလေဒါပေမဲ့ဒီကွင်းနဲ့ဒီပရိသတ်ဒီနေရာနဲ့မူလရည်ရွယ်ထားတဲ့နေရာမဟုတ်တော့ဒီဘက်ကိုလာတော့သွားရေးလာရေးခက်ခဲရတယ်ရှိတယ်မဟုတ်လားဒီအခြေအနေကိုသိသားလို့ရှိရင်တို့တွေကဒီဟာရဲ့ဖြစ်တည်မှုကိုလေဖြစ်ရကောင်းလားဆိုပြီးတော့ကိုဖြစ်လို့မဖြစ်ရကောင်းလားဆိုရင်တောကဖြစ်မဲ့အစာဖြစ်တည်မှုအရှိတရားကိုတို့တွေကုသိုလ်ဖြစ်အောင်တွေးပြီးတော့လက်ရှိရှိနေတဲ့အနေအထားကိုလက်ခံပြီးတော့အကောင်းဆုံးဖြစ်အောင်ပဲလုပ်ဖို့မလိုဘူးလားဖြစ်ပြီးမှတော့အဖြစ်ကြီးတွေရမနေနဲ့လေဟုတ်တယ်မဟုတ်လားဒီဖြစ်တည်မှုကိုလက်ခံရမယ်လေလက်ခံပြီးတော့ဒါကိုတို့အကောင်းဆုံးဘယ်လိုလုပ်မလဲပေါ့နော်တကယ်ဆိုဘုန်းတို့ကြတော့လေဒါဒီပရိသတ်ပဲဖြစ်ဖြစ်ပရိသတ်တစ်ယောက်နှစ်ယောက်ပဲဖြစ်ဖြစ်ပရိသတ်ထောင်ချီတောင်းချီပဲဖြစ်ဖြစ်တရားကတော့ဒီတရားပဲဒီတရားပဲပရိသတ်များလို့ဆိုပြီးတော့ပို့ပြီးဝိရိယတင်ပြီးဟောဖို့မရှိသလိုပရိသတ်နည်းဖို့လို့ဆိုပြီးတော့ရှော့ဟောစရာလည်းမရှိဘူးလေဒါမြတ်စွာဘုရားတရားကိုပြန်မျှမွေတာပဲပို့ရင်လေးပြောရရင်ဒီလောကတကာကြီးတယောက်ရှော့ဖို့လေဆရာတော်ကတရားဝဲတွေကိုဘယ်လိုလက်ခံပြီးကြွတာလဲတဲ့ရန်ကုန်ကတက္ကမကြီးတယောက်ကရှောက်တက္ကကြီးတယောက်ကတက္ကကြီးကဗာမေးတာတော့ဆိုတော့မေးတာလည်းပြန်မေးတော့မဟုတ်ပါဘူးဗျာတဲ့ဓမ္မပူဇာအမတ်ချက်တွေများဘာညာရှိသလားသိကျင်လို့ပါဗျာတဲ့ဘာကိုလက်ခံပြီးတော့ဘယ်လိုကြွလဲသိကျင်တာပါဗျာဆရာတော်ကဓမ္မပူဇာကောင်းလည်းမရှိဘူးလို့နော်ဆရာတော်ကတရားပွဲဘယ်လိုလက်ခံလဲမေးရင်ပြက်ကရင်ကြီးလက်ခံတာနော်ဘာကြီးလက်ခံပြက်ကလေးမှာလွတ်ရင်လွတ်တဲ့ရက်ကိုဥတဲ့လူပေးလိုက်တာအဲ့တော့ဘလို့ဖြစ်သွားညတွန်တီးမှာဟောတယ်လေညတွန်တီးမှာဒီမှာဟိတ်တက်အောင်လို့သူတို့အဖွဲ့ပြောင်းကြီးလို့ပြင်တော့ဟောဇော်ထက်ဘုမလဲဇော်ထက်ကငါကူဒီမမြင်ရသေးလိုင်းပေါ်မှာအဲ့ဒါလားအေးသူတို့ပြောတော့အဲ့4ရက်လေးတရက်ဟာတာနဲ့အဲ့ရက်လေးယူလိုက်ဆိုကြည့်ပါဦးညကတွန်တီးမှာဟောတယ်ညချင်းရန်ကုန်ကျောင်းပြန်မနေ့စောလေရင်ဒီကိုလာဟောတယ်လေမနေ့ကမနေ့လေရင်နဲ့ပြန်ပြီးတော့ညကိုရန်ကုန်မှာပြန်ဟောမယ်လေကဲမမဘီနဲ့ထိုင်းကိုခုကြည့်သွားကြည့်လုံနေတာလေအဲ့ဒါဆိုတော့ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတာဆိုတော့ပြိဿတကယ်တမ်းဓမ္မပူဇာရဟောမယ်ဖုန်းတကြောလုံးပေးလိုက်မှာပေါ့တကြောတယ်လေခကြီးတစ်ထောက်တည်းပေးလိုက်မှာဒါပေမဲ့ဘဝဘီရောက်လိုက်ထိုင်းရောက်လိုက်ရန်ကုန်ရောက်လိုက်ဟိုနေပြီးတော့ရောက်လိုက်တက်ကုန်းရောက်လိုက်ဒီဒီရဲ့ရောက်လိုက်အဲ့လိုတွေဖြစ်မသွားဘူးလားဖြစ်သွားတယ်ပွင့်လင်းပြောရင်ဈေးကွက်အရာပြောမယ်ဆိုရင်ရတို့ဒီမှာရတဲ့ဓမ္မပူဇာဘုန်းကြီးရန်ကုန်မှာလည်းရပါတယ်ဗျာမှန်လားမှန်ဘူးလားရနိုင်ပါပါရန်ကုန်မှာလည်းတချို့လည်းတော်တော်လှူကြပါတယ်ပွဲကြီးတွေလေဆိုတော့ဓမ္မပူဇာကြောင့်မဟုတ်ဘူးဆိုတာသိစေချင်တာလေဒီတော့ဒီမှာလာတဲ့ခိုက်တန်လေးတရားလေးတွေနဲ့အေးချမ်းချင်တာလေဟုတ်တယ်မလားအဲ့တော့တို့တွေအပူတွေများတယ်လေမများဘူးလားဆင်းရဲတဲ့ဘဝတွေများလားမများဘူးလားအဲ့လိုလေးများတဲ့အတွက်ကြောင့်နာတဲ့အခိုက်တန်လေးအခိုက်တန်ထိုက်လျောက်လေးချမ်းသာမှုလေးတွေဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာတော်ကတရားလေးတစ်ပုဒ်ဟောပေးခြင်းတာပါနော်။ဒီမှာလည်းပဲတရားလေးတစ်ပုဒ်ဟောပေးခြင်းပါတယ်ချမ်းသာခြင်းလိုက်တာပြောပြန်ပြောပါဦးမချမ်းသာခြင်းဘူးလားအဲ့တော့ဒုပရိသတ်တွေဟောတာငါကိုပြောတာငါချမ်းသာခြင်းလိုက်တာနော်ပရိသတ်တွေအတွက်ပြောတာဟိုကိုယ့်ဟာတာကိုဟောတာချမ်းသာခြင်းလိုက်တာအဲ့လိုမညီဘူးလားဒုပရိသတ်တွေမချမ်းသာခြင်းဘူးလားဘာချမ်းသာခြင်းလဲဟုတ်စိတ်ကမချမ်းသာဘူးလားစိတ်ချမ်းသာမှုနဲ့ရုပ်ချမ်းသာမှုဘယ်ဟာကအရေးကြီးတာလဲပရိသတ်ရုပ်ချမ်းသာဖို့ကတော့ဘလောက်တိုးတက်တဲ့နိုင်ငံမှာပဲနေခန္ဓာရနေတော့ခန္ဓာဝန်ဒုက္ခစာရှိတာပဲလေမရှိဘူးလားဒီခန္ဓာကြီးချမ်းသာအောင်နေဖို့ကတော့ဘယ်မှမရှိဘူးအမေရိကန်မှာလည်းစိတ်ကူနေရတာပဲလေခန္ဓာရတော့လေအမေရိကန်လူမျိုးလည်းကင်ဆာမဖြစ်ဘူးလားစီဂျိုတွေရောမဖြစ်ဘူးလားဖြစ်တာပဲကိုရီးယားလူမျိုးတွေရောဂျပန်ရောထိုင်းရောပြိဿဟောဒီခန္ဓာကြီးချမ်းသာဖို့ကတော့ဗမာပဲနေရုပ်ရနေသမျှဒုက္ခဆိုတာမရှိဘူးလားအရေးကြီးတာစိတ်ချမ်းသာဖို့ဘာချမ်းသာဖို့စိတ်ချမ်းသာဖို့ကလည်းပြိဿချမ်းသာတယ်လို့တွေးရင်ချမ်းသာတာပဲလေမချမ်းသာဘူးလို့တွေးရင်မချမ်းသာဘူးပေါ့
နော်ပြိဿတခါခါကြရင်လေဟိုချမ်းသာတယ်လို့တွင်ဘလို့ချမ်းသာဘလောက်ပဲကောင်းအောင်စားဟိုမှာ KFC ကြက်ကြော်ရေးစားမယ်ဟိုပီဇာတွေစားမယ်ဘလောက်ပဲအဲ့ဒါတွေအာရပါရပြည့်စုံတဲခင်းအခန့်ထားစားပါစေတခါကြဘိုက်စားတဲ့အချိန်မှာငပိလေးနန်းချင်းနဲ့အာရပါရနေပြီးတော့လေတို့စရာအမြုပ်တွေနဲ့စားရတာပိုရတာမရှိဘူးလားဟိုပြောရင်းနဲ့ဘိုက်တော်စားလာနော်တခါကကြက်ကြော်တွေဘလောက်ပဲစားရငပိလေးနဲ့စားရတဲ့အရာသာလေးကပိုပြီးချမ်းသာတာလေဟုတ်လားမဟုတ်လားဒါအများကြီးမတွေးနဲ့ချမ်းသာဆိုတာအဋ္ဌိဒုက္ခရှိခြင်းဟာချမ်းသာဖြစ်တယ်လို့နတ္ထိဒုက္ခမရှိတာလဲချမ်းသာပဲတဲ့နော်ချမ်းသာကလေချမ်းသာတယ်လို့တွေးရင်ချမ်းသာမချမ်းသာဘူးလို့တွေးရင်မချမ်းသာအဋ္ဌိဒုက္ခပဋ္ဌာန်းပစ္စည်းမှာအဋ္ဌိပစ္စယောဆိုတာမရှိဘူးလားရှိခြင်းနဲ့ကျေစုပြုတာနောက်တစ်ခါနတ္တိပစ္စည်းရောမရှိခြင်းနဲ့ကျေစုပြုတယ်တဲ့နောက်တစ်ခါကျရှိရင်ချမ်းသာမယ်လို့ထင်တော့လိုချင်တာလေးတောင်းတခြင်းရတာအဲ့ဒါချမ်းသာပါတကျေစုပြုတာရှိခြင်းနဲ့တစ်ခါကျဘာမှမရှိအကုန်လုံးဖြတ်တော့ပြီးတော်ရဲသွားပြီးတော့ဝါပင်လေးအောက်မှာလေးပြိဿဖုန်းလေးအကုန်အင်တာနက်လေးပိတ်ပြီးတော့တရားလေးထိုင်နေတဲ့ချမ်းသာဘာမှမရှိပဲချမ်းသာလားမချမ်းသာဘူးလားချမ်းသာတာကဖုန်းလေးပွင့်ဟိုကဖုန်းအော်ဒီကအင်တာနက်ကြည့်ပြီးတက်ဆဲနေတာအကုသိုလ်တွေများနေတာဆိုင်လေအကုန်လုံးခဏလောက်ပိတ်ထားပြီးဘလို့နေလို့ကောင်းတယ်နော်တခါကညာပိတ်ထားကြည့်လိုက်စမ်းအလွတ်အစင်ပြေတာလေဘောပေါက်လားသိပ်ပြီးတော့လေးလိုက်လွတ်တာချလိုက်တော့လေမှန်လားမမှန်ဘူးလားလေးတာယူထမ်းမထားနဲ့ပူရာယူယူမထားနဲ့ကိုကယူလို့ကိုပူတာလေမှန်လားမမှန်ဘူးလားလွတ်တာချလိုက်တော့ဘာလို့ရမလဲဟုတ်မလွတ်ချဘူးလေဟုတ်တယ်မလွတ်ကြစုပ်ကင်ထားတော့အဟုတ်ရိုင်သွားတာပေါ့ခတ်တင်းတင်းစုပ်ကင်ထားတဲ့လက်ချက်ခပ်ပြင်းပြင်းခံစားတဲ့နှလုံးသားပို့ပင်မှန်းပါတယ်ဗျာမှန်လားမမှန်ဘူးလားခတ်တင်းတင်းလွတ်သွားမှဆိုလို့ခတ်တင်းတင်းစုပ်ကင်ထားတဲ့စိတ်ကလေးကလေဟိုခတ်တင်းတင်းစုပ်ကင်တော့ခပ်ပြင်းပြင်းမခံစားဘူးလားဖြီးလျှော့လိုက်တော့အနေပေါ့သွားတာလေစုပ်မထားနဲ့ဖြီးပလိုက်စမ်းဖြီးသွားရင်ပေါ့မသွားဘူးလားဟိုမပေါ့ကျင်ဘူးလားပေါ့ကျင်လျှော့ပေါ့လျှော့တာများလားမလျှော့တာများလားပြောကျင်တာပြိဿချမ်းသာကျင်လိုက်တာလို့တွေးတဲ့စိတ်ကလေးနဲ့ချမ်းသာဖို့ဆိုရုပ်ချမ်းသာဖို့တဲ့စိတ်ချမ်းသာဖို့ကအရေးကြီးလားအရေးမကြီးဘူးလားစိတ်ချမ်းသာအောင်နေဖို့ဆိုရင်ချမ်းသာကျင်လိုက်တာဆိုတဲ့လူတွေအတွက်ဘဝမှာချမ်းသာ၄ပါးကလိုကိုလိုအပ်တယ်ချမ်းသာ၄ပါးနဲ့ညီအောင်နေရင်ချမ်းသာပါတယ်တဲ့မြတ်စွာဘုရားကလောကလူသားတွေအတွက်ဘဝမှာလိုအပ်တဲ့ချမ်းသာ၄မျိုးဆိုတာရှိတယ်အထမေဇာတမေဒုက္ခသဟာယတုဋ္ဌိဒုက္ခယာဣတရေနဘုံဉံဒုက္ခံဇီဝိတသင်္ကယံမေတ္တဘာတဒုက္ခသဒုက္ခဘာဟာနာဘေကဝေပရိသတ်လေးပါจิตသားจิตသမီးတို့ဣဒဤလောက၌သဟာယမိတ်ကောင်းဆွေကောင်းရှိခြင်းသည်အထမိဇာတံပြီးအကြောင်းကိစ္စဖြစ်ပေါ်တဲ့အခါမှာဒုက္ခံချမ်းသာမှုကိုဖြစ်စေ၏ချမ်းသာနိုင်ပေ၏ယာဣတရေနအကျင့်ရှိသည်မြအနေထားနဲ့တုတ်တီရောင်ရဲ့နိုင်ခြင်းကျင့်နှံ့အောင်နေတတ်ခြင်းအားလည်းပဲဒုက္ခံချမ်းသာမှုကိုဖြစ်စေ၏ချမ်းသာနိုင်ပေ၏ဘုံဉဏ်ကုသိုလ်ကောင်းမှုရှိခြင်းသည်ဇီဝိတသင်္ကယံမိသိခြင်းတရားနဲ့ရှင်လာတဲ့အခါမှာဒုက္ခံချမ်းသာမှုကိုဖြစ်စေချမ်းသာနိုင်ပေ၏သဗ္ဗတာဒုက္ခတအလုံးစုံသောဆင်းရဲဒုက္ခအပေါင်းကိုဘာဟာနံပဲခွာနိုင်ခြင်းဟာလည်းပဲဒုက္ခံချမ်းသာမှုကိုဖြစ်စေ၏ချမ်းသာနိုင်ပေ၏ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းချမ်းသာခြင်းလိုက်တာဆိုတဲ့သူတွေအတွက်ချမ်းသာအောင်နေတတ်ထိုင်တတ်ဖို့ဆိုရင်မြတ်စွာဘုရားကချမ်းသာ၄ပါးကိုဟောတော်မူတဲ့နံပါတ်၁ချမ်းသာသဟာယဒုက္ခမိတ်ကောင်းဆွေကောင်းရှိတာချမ်းသာတယ်နံပါတ်၁ကမိတ်ကောင်းဆွေကောင်းရှိတာချမ်းသာတယ်အဲ့ဒါလေးမှတ်သွားနံပါတ်2ကတုဋ္ဌိဒုက္ခယာဣတရေနရောင်ရဲခြင်းဟာချမ်းသာတယ်နံပါတ်2ကနံပါတ်3ကပုံညာဒုက္ခံဇီဝိတသင်္ကယံမိကုသိုလ်ရှိတာချမ်းသာတယ်နံပါတ်3ကနံပါတ်4ကသဗ္ဗတဒုက္ခတဒုက္ခပဟာနာဒုက္ခပေခွာနိုင်တာချမ်းသာတယ်နံပါတ်4ကဒုက္ခကင်းတာချမ်းသာတယ်တဲ့ဘာကင်းတာလဲချမ်းသာဘယ်နှမျိုးအဲ့ဒီချမ်းသာ၄မျိုးကိုရအောင်ယူတဲ့လူတွေကချမ်းသာတဲ့ဘဝနေနေပဲတဲ့ချမ်းသာခြင်းလိုက်တာဆိုသူတွေအတွက်ဒီချမ်းသာ၄ပါးရအောင်ယူပါဆိုမိတ်ကောင်းရှိတာဘဝမှာ
မန်စွာချမ်းသာ၏မိကောင်းရှိတာဘဝမှာမန်စွာချမ်းသာ၏ရောင်ရဲခြင်းဟာဘဝမှာမန်စွာချမ်းသာ၏ရောင်ရဲခြင်းဟာဘဝမှာမန်စွာချမ်းသာ၏ကုသိုလ်ရှိတာဘဝမှာမန်စွာချမ်းသာ၏ကုသိုလ်ရှိတာဘဝမှာမန်စွာချမ်းသာ၏ဒုက္ခဘေခွာဘဝမှာမန်စွာချမ်းသာ၏ဒုက္ခဘေခွာဘဝမှာမန်စွာချမ်းသာ၏ချမ်းသာအောင်နေတတ်ထိုင်တတ်ဖို့ချမ်းသာခြင်းနဲ့သူတွေအတွက်ချမ်းသာနည်းလေးနည်းကိုမြတ်စွာဘုရားကမိန့်တော်မူတဲ့နံပါတ်1ချမ်းသာဟာသဟာယဒုက္ခသဟာယမိတ်ကောင်းဆွေကောင်းရှိတာဟာဒုက္ခချမ်းသာတယ်မြတ်ဗုဒ္ဓကအကြောင်းပြလေးပေးတယ်အထံမိဇာတံမိဘယ်ချိန်မှပိုသိမလဲဆိုဒုက္ခရောက်တဲ့ချိန်မှပိုသိတယ်မိတ်ကောင်းဆွေကောင်းရှိတာချမ်းသာတယ်ဘယ်ချိန်ပိုသိမလဲကိုဒုက္ခရောက်တဲ့အချိန်မှာသူတို့ရဲ့တန်ဖိုးကပူချမ်းသာတယ်ဒီခေတ်ကမိကောင်းစေကောင်းနေရှားကုန်လားမရှားကုန်လားရှားကုန်တယ်နော်မိတ်ဆွေအရင်ကြီးတစ္ဆာဗုဒ္ဓခံလားမခံအောင်လားဟုတ်လားဟုတ်တယ်နော်တခါကကြအမျိုးကြီးကြီးပိုတစ္ဆာဖောက်တာရှိလားမရှိဘူးလားတစိမ့်မပြောနဲ့အမျိုးကြီးကြီးတစ္ဆာဖောက်တာပိုဆိုးတယ်လေဟောအဲ့ဒါပါခေတ်ရဲ့သဘောကဒါပါပဲဆွေမျိုးဆိုတဲ့စကားလုံးကဒီခေတ်မှာပြိတ္တဆွေမျိုးဆိုတာတွေမရှိတော့ဘူးရွှေမျိုးတွေပဲရှိတယ်နော်ဘာမျိုးတွေလဲဆွေမျိုးဆိုတဲ့တမဲသွေးသားတော်ဆက်တဲ့အမျိုးတွေမရှိတော့မဲနဲ့ရွှေရှိမှအမျိုးတော်ခြင်းတဲ့သူတွေပိုများကုန်လားမများကုန်လားဆွေမျိုးတွေများလားရွှေမျိုးတွေများလားများတယ်နော်ကို့မှာဘာမှမရှိဘူးဆိုကို့ဘေးနားမှာဘယ်သူမှမရှိတော့ဘူးသိကြတယ်နော်ကို့မှာငွေမရှိတော့ဘူးဆိုရင်ဘယ်သူမှလည်းမရှိတော့ကို့မှာယာတုမရှိတော့ကို့မှာဂုံမရှိတော့ဆိုကို့ဘေးနားမှာဘယ်သူမှမရှိတော့ငွေတွေများရှိတယ်ယာတုလေးများရှိတယ်ဂုံလေးလည်းရှိဘယ်ဟာပေါ်လာတဲ့အမျိုးတွေမှမသိတော့တဝမ်းကွဲတွေရောနှစ်ဝမ်းကွဲတွေရောလေငါသမီးကြီးထိုင်းမှနေတာဆိုဘယ်ဟာအမျိုးတွေမှမသိဘူးလေလှမ်းပြီးတော့နဘူးတစားတိုက်တာရှိလားမရှိဘူးလားဩပရိသတ်ရဲ့အဲ့ဒါပါပဲဒီခေတ်မှာဆွေမျိုးတွေရှားသွားပြီးရွှေမျိုးတွေများကုန်လားမများကုန်လားတခါခါကြတော့လေဘဝမာလီတဲ့ကို့အတွက်အကောင်းဆုံးဆွေမျိုးကို့အတွက်အကောင်းဆုံးမိတ်ဆွေကကိုယ်တိုင်ပဲရှိတယ်နော်သူများအားကိုးလို့မရဘူးနော်ရပါမလားကို့အတွက်အကောင်းဆုံးမိတ်ဆွေကဘာတူလဲကိုပဲအဲ့ဒါဆိုရင်ကိုကိုသစ္စာမပေါက်ဖို့လိုတာပေါ့မှန်ရဲ့လားကို့အတွက်အကောင်းဆုံးမိတ်ဆွေကကိုပဲနော်ဒုက္ခရောက်တဲ့အချိန်အတူရှိနေတဲ့သူတွေမြောက်စားပင့်စားသူတဲ့လူအများကြီးရှိတဲ့အဆိုင်လေကိုဝေဒနာမှာကိုဒုက္ခရောက်တဲ့အတူရှိနေတဲ့လူတွေရှိနေတာအဲ့ဒါဘဝချမ်းသာတယ်တဲ့နော်အဲ့တော့ခါကျရင်ကို့အတွက်အကောင်းဆုံးကိုလို့ဆိုရင်ဘုံဘဝလေတခါခါကျရင်ကိုနဲ့အတူဒီလင်းဒီမယားအိုအောင်မင်းအောင်တစ်သက်လုံးအတူနေသွားတဲ့သူတွေကိုဒုတိယမိတ်ဆွေစစ်လို့ဘုန်းကြီးကတင်စားခြင်းတယ်လေအသက်ကြီးတဲ့အထိလေဒကမာကြီးတော်မွေဒကာကြီးကဘယ်နှစ်နှစ်မှဆုံးသွားအသက်ဘယ်လောက်ဒီတော့60ကျော်လောက်ဘယ်နှစ်နှစ်လောက်ပေါင်းလိုက်ရဲ့အနှစ်20လောက်နော်အနှစ်20လောက်တော်တော်ကြာကြီးပေါင်းရတာပဲနော်အနှစ်20တောင်ဒီလောက်ဒူဘေးဓာဘေးခံပြီးတော့မခွဲနိုင်မခွာနိုင်နေခဲ့တာမိတ်ဆွေစစ်ပဲဘုန်းကြီးအဲ့လိုတွေ့တယ်သိလားနော်ဒီမှာမကွဲပဲနေတဲ့သူတွေချီးကျူးရတယ်သိလားဒဏ်ခံနိုင်တာကိုပြောတာလीဒဏ်ခံနိုင်တာလေဘုန်းကြီးတို့စဉ်းစားကြည့်ငါတော့လူထွက်လို့မရတော့ဘူးဘာလို့ဓမ္မခံနိုင်လို့သိလားဓမ္မခံနိုင်လို့သိလားတို့ကဓမ္မခံနိုင်ဘူးလေဆရာတော်ကလေစဉ်းစားကြည့်တယ်ငါကအတန်းကြိုက်တယ်လို့အတန်းကြိုက်ဆိုငါနဲ့တသက်လုံးတွဲမဲ့လူကညစ်ပတ်နေငါအနာတော့အကမမနေနိုင်တော့ဘူးလို့ကိုယ့်ကိုတွေးတာလေလူဆိုတာရေမချွေနန်းတယ်လေအဲ့တန်ကြီးနေခံပြီးနေရတာလေ
တခါကြီးတို့မိန်းမတွေတက္ကမကြီးတွေယောက်ျားတွေလေဒီတန်နေရှိလားမရှိဘူးလားမိန်းမတွေလည်းနန်းနာပဲတခါလည်းအရက်သမားတွေချွေးမြန်းပြန်ရင်လေအရက်တောက်ထားတဲ့လူအရက်နန်းလည်းရှိသေးတယ်လေအဲ့ဒဏ်ရုပ်ခံရတာလေအော်ဒူဘေဒါဘေခံပြီးတော့နေနိုင်တာတစ်သလုံးမခွဲမခွာပေါင်းပြီးနေနိုင်တဲ့လူတွေချီးကျူးတယ်။အော်မိတ်ဆွေစစ်တွေရှိတာပဲလို့နော်။တချို့လည်းပဲမလွန်ဆန်နိုင်လို့မဲနေရတာလားမသိဘူးပေါ့နော်။ဘလို့ပဲနေပြိတ္တရေအိုတဲ့တိုင်ရောတစ်သလုံးမခွဲမခွာနေတဲ့လင်းနေမယားတွေကလေဘုန်းကြီးကချီးကျူးထိုက်တဲ့သူတွေပဲအိုတဲ့တိုင်အောင်ပေါင်းနိုင်တာကိုဗျာ။မှန်လားမမှန်ဘူးလားတချို့ကျတော့လှတော့ပါတော့ပေါင်းလိုက်တယ်နည်းနည်းလေးမြအလှပြက်လိုက်ရင်နောက်မေးရှိပြီးလင်းကျင်တဲ့ယောက်ျားတွေမရှိဘူးလားဟုတ်လားဟောအကျေကြီးပဲထအောင်လားရှိပါတယ်ဗျာကိုတွေ့တယ်နဲ့တူတယ်နော်ယောက်ျားတွေလည်းမလွယ်ဘူးနော်ယောက်ျားတွေကမရခင်ဖြာလို့လေထိပ်ဖို့တင်ကားထရပြီးတော့ဖြာလို့ခိနင်းချပြီးသွားတော့မယ်မောင်တို့ယောက်ျားတွေရှိတယ်နော်လာတော့ပါတော့ချစ်ပြီးတော့မလာတော့မှခွာသွားရင်မိတ်ဆွေစီဟုတ်ပါမလားကိုဒုက္ခနဲ့ကိုပဲဒူပေတာပဲခံပြီးတော့ပေါင်းပြီးတော့အကြောင်းတစ်ခါခါကြလေတခါကြီးတွေလည်းအပြစ်တွေလည်းသိမြင်လို့မရဘူးလေတစ်သက်လုံးနေရမှာဆိုတော့လေဟိုဒကမတွေကလည်းတတ်တပတ်တာလေးလည်းနေကြအောင်ပေါ့သူတို့ကလေဒီယောက်ျားနဲ့ယူပြီးငါတို့နောက်ယူစရာမရှိတော့ဘူးဆိုရဖြစ်တယ်လို့နေလေဖြဲလျံစားတယ်လေဖြဲလျံနေတယ်လေပုံပြက်ပန်းပြက်ကြီးကြောက်လေဒကာကြီးတွေကလည်းအလုတ်ကပြန်လာဒီမောမောပန်းပိုင်းဘလို့အမောပြေမလဲအဲ့ဒါလေးလေကိုယ့်ဘက်ကလည်းဒကာတွေစိတ်မပြောင်းအောင်တော့တတ်တပတ်တာလေးလည်းနေဖို့မလိုဘူးလားအဲ့ဒါမှအတူတူတွားလို့ရမှာလေဗျာနှုတ်နော်အဲ့ကြောင့်ဘဲလျံမနေကြပါနဲ့လို့ဒကမတွေလည်းမှားတာလေဖြစ်တယ်လို့မနေကြနဲ့လေဗျမ်းမတာမနေကြနဲ့လေလက်တပတ်တာလေးပြင်ပြီးစင်ပြီးနေဖို့မလိုဘူးလားအခုတော့ဒီယောက်ျားနဲ့ညာပြီးငါတို့ယူစရာယောက်ျားမရှိတော့ဘူးဆိုပြီးတော့လေမထိမ့်မသိမ့်ပဲနဲ့တော့မနေကြနဲ့လေအသက်ညံဆောင်ကျမ်းမာကြီးရလဲကောင်းဖို့လိုတာကိုဗျခန္ဓာကိုယ်လေးလှတ္တပတ်တဖြစ်နေမှမောင်တို့ယောက်ျားတွေကမပြောင်းပါလေမဟုတ်ရင်မောင်တို့ယောက်ျားကိုယ့်ထက်သားတဲ့လူသွားရင်မျက်စောင်းကထိုးကျင်တာရှိလားမရှိဘူးလားအေးအဲ့ဒါမျိုးဆိုတော့လေ love is understanding အချစ်ဆိုတာနားလည်ခြင်းပဲလေအချစ်ဆိုတာဘာလဲနားလည်မှုတွေပေးရမယ်လေဗျာဟုတ်တယ်မလားလာတော့ချစ်ပြီးတော့မလာတော့မှမချစ်တော့ဘူးဆိုရင်ဘယ်အဆင်ပြေမလဲနော်မလာဘူးပြောရင်စိတ်ဆိုးမယ်တချင်းအောင်ရှိတယ်မို့လားအော်ကိုမိမလှအောင်တော့နေခိုင်းလှအောင်လည်းပြောပြရတယ်လေမလှဘူးပြောရင်စိတ်ဆိုးတာပေါ့နော်ပြောကျင်တာကအဲ့ဒါပါပဲမိတ်ဆွေစည်းဆိုတာဒုက္ခရောက်နေတဲ့ဒီလင်းနေမြမခွဲခွာဘူးဟေအတူပေါင်းပြီးသွားတယ်ဆိုရင်အဲ့ဒါချမ်းသာပဲလေတော့ပေါက်လားဒုက္ခရောက်နေတဲ့ချိန်ကျခွာသွားပြီးအစဉ်ပြေတဲ့ချိန်ပေါင်းတယ်ဆိုဘာမိတ်ဆွေစင်မဟုတ်တော့ဘူးလေတော့ပေါက်လားဘဝမှာလေညာစာပေါင်းစာမြောက်စာပင့်စားတဲ့လူတွေအများကြီးရှိနေတာတဲ့ဇာရင်ဒုက္ခရောက်နေတဲ့အချိန်မှာအတူတူထောက်တရားပြုတ်ပြီးတော့အမိသဟဲပြုတ်ပြီးတော့နေခွင့်ရှိနေတဲ့နေပေးတဲ့တယောက်နှစ်ယောက်ရှိနေတဲ့သူတွေကိုဘေးနားမှာအများကြီးမလိုပါဘူးတယောက်နှစ်ယောက်ရှိနေအဲ့ဒါချမ်းသာပါပဲဆိုတော့တို့တွေအဲ့လိုချမ်းသာအစစ်လေးတွေရနေတာဘဝမှာအစဉ်ပြေတယ်ဆိုနံပါတ်1မိတ်ကောင်းဆွေကောင်းရှိတာဘဝမှာချမ်းသာပါတယ်။ဘာရှိတာချမ်းသာမိတ်ကောင်းဆွေကောင်းရှိအောင်ကြိုးစားဖို့မလိုဘူးလား။ကိုယ်တိုင်မိတ်ဆွေစင်မှကိုယ့်အတွက်မိတ်ကောင်းဆွေကောင်းရတာလေ။ကိုယ်တိုင်မိတ်ကောင်းဆွေကောင်းမပြီးတိုင်းဘယ်လိုလုပ်မိတ်ဆွေစကရမှာလဲ။တော့ပေါ့လား။ဒါကြောင့်နံပါတ်1ချမ်းသာမိတ်ကောင်းရှိတာချမ်းသာတယ်။ဆိုမိတ်ကောင်းရှိတာဘဝမှာမှန်စွာချမ်းသာ၏မိတ်ကောင်းရှိတာဘဝမှာမှန်စွာချမ်းသာ၏ဘေကဝေပရိသတ်လေးပါจิตသားจิตသမီးတို့ဣဒဤလောက၌သာယမိတ်ကောင်းဆွေကောင်းအပေါင်းသင်ကောင်းရှိခြင်းသည်အထံပိဇာတံပိအကြောင်းကိစ္စဖြစ်ပေါ်လာတဲ့အခါမှာဒုက္ခချမ်းသာမှုကိုဖြစ်စေချမ်းသာနိုင်ပေ၏ရဲ့လို့ဘဂဝါဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းချမ်းသာခြင်းလိုက်တာတရားတော်ပရိသတ်ဧပါတရား
မြတ်စွာဘုရားကချမ်းသာခြင်းနဲ့သူတွေအတွက်ချမ်းသာ၄ပါးကိုရအောင်ကြိုးစားဖို့မိန့်တော်မူတဲ့ချမ်းသာခြင်းနဲ့သူတွေအတွက်ဘဝမှာရှိရမယ်ချမ်းသာ၄မျိုးဟာနံပါတ်1ကမိတ်ကောင်းဆွေကောင်းရှိတာချမ်းသာတယ်နံပါတ်2ကရောင်ရဲခြင်းဟာချမ်းသာတယ်နံပါတ်2ကဘာတော့တုတ်ထီရောင်ရဲခြင်းဟာဒုက္ခချမ်းသာတယ်တဲ့ရောင်ရဲခြင်းကိုဘယ်လိုပြောလဲယာဣတရေနာကိုယ့်ရဲ့ဖြစ်တည်မှုအရှိတရားအပေါ်မှာကျင့်နှံ့အောင်နေတတ်တဲ့စိတ်ကဒုက္ခချမ်းသာတယ်လို့ပြောတာရောင်ရဲတာနဲ့အပြင်းကြည့်တာနဲ့မတူဘူးနော်တူပါမလားတချို့ကရောင်ရဲတာနဲ့အပြင်းကြည့်တာနဲ့ရောချတာရှိတယ်လေနေပူတယ်အလုံးမသွားတော့ရှိတာပဲစားတော့ပဲဆိုရောင်ရဲတာလားအပြင်းကြည့်တာလားဟိုမိုးတွေရွာလိုက်တယ်မသွားတော့ဒီနေ့ရှိတာလေးနဲ့ငပိလေးနဲ့နေဖတ်စားတော့ပဲဆိုအလုံးမစင်းမဲ့နဲ့အပြင်းကြည့်ပြီးအိတ်နေတာရောင်ရဲတာလားအပြင်းကြည့်တာအေးရောင်ရဲတယ်ဆိုတာအဲ့ဒါပြောတာရောင်ရဲတယ်ဆိုတာကအကြောင်းတရားကိုမလျှော့ဘူးအကျိုးရလတ်ဖြစ်လာရင်ဘလို့ရလတ်မျိုးပဲလာမပြောင်းမလဲပဲလက်ခံနိုင်တဲ့စိတ်အဲ့ဒါကိုချမ်းသာလို့ပြောတယ်ပြန်ပြောပါမယ်စ조사အားထုတ်ရမယ်ဝိရိယကိုမလျှော့ဘူးစ조사တဲ့အတိုင်းအစဉ်ပြေလာတဲ့အခါပြေလို့ဆိုရင်မြောက်ကြောက်မှန်တက်မသွားဘူးစ조사တဲ့အတိုင်းမဖြစ်တဲ့အခါမျိုးမဖြစ်လို့ဆိုတောကမများဘူးရလက်ကိုကောင်းကောင်းဆိုးဆိုးအရှိအတိုင်းလက်ခံနိုင်တဲ့စိတ်ကချမ်းသာတယ်တော့ပေါ့လားပြန်ပြောမယ်အလုံးအစဉ်ပြေတဲ့အချိန်လဲမတက်ဘူးအလုံးအစဉ်မပြေတဲ့အချိန်လဲတောကမများဘူးကိုယ့်ရဲ့ဖြစ်တည်မှုအရှိတရားကိုကောင်းကောင်းဆိုးဆိုးလက်ခံနိုင်တဲ့စိတ်ကအဲ့ဒါချမ်းသာတယ်ဒါလေးကိုပြောချင်တာဒါအရေးကြီးတယ်နော်ဘဝမှာအစဉ်ပြေတာရှိတယ်မပြေတာရှိတယ်ကြုံရလားမကြုံရဘူးလားဘလို့ပဲကြုံအဲ့ဒါကိုလက်ခံလိုက်မခံစားနဲ့နော်လိုက်မခံစားဆရာတော်အမြဲတမ်းပြောတယ်လက်ခံလိုက်ပါမခံစားပါနဲ့ဗါတယ်တော့ကိုယ့်ရဲ့ဖြစ်တည်မှုဒီနေရာရောက်လာဒီလိုဖြစ်လာဒီလိုတွေနဲ့တွေ့တယ်ဒီလိုအခြေအနေမျိုးဖြစ်နေအဲ့ဒါကိုလက်ခံလိုက်ဒါကြီးကိုဖြစ်ရကောင်းလားဒီလိုတွေ့ရကောင်းလားဒီလိုဖြစ်သွားရကောင်းလားဆိုလိုက်မခံစားနဲ့လေဖြစ်ပြီးမှတော့အပြစ်ကြီးကြရမနေနဲ့ပေါ့ဟုတ်လားဖြစ်ပြီးသွားပြီလေဘာလို့ရသေးလဲဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခေကြီးကမကောင်းတာနော်ကာယံကြိုက်အောင်ကြပြလေးနဲ့ပြောလိုက်တော့ဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခေကြီးကမကောင်းတာခေကမကောင်းတာလားလူတွ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 ေကမကောင်းတာနော်လူတွေကမကောင်းဘူးလို့ပြောရင်ပုဂ္ဂလဒိဋ္ဌံစမ်းပါတယ်ပုဂ္ဂလဒိဋ္ဌံစမ်းပါတယ်တခါကျတော့သူ့ကြောင့်ငါကြောင့်ဆိုရုံးမယ်ဖွဲ့တာတွေကပုဂ္ဂလဒိဋ္ဌံစမ်းတယ်တချို့ကိစ္စတွေကပုဂ္ဂလဒိဋ္ဌံမဖြေနဲ့ဓမ္မဒိဋ္ဌံနဲ့ဖြေမှပြည်တယ်သူ့ကြောင့်ငါကြောင့်ဆိုပုဂ္ဂလဒိဋ္ဌသိကြတွေးကြည့်တော့ဓမ္မဒိဋ္ဌံနဲ့ဖြေတော့သူ့ကြောင့်လည်းမဟုတ်ဘူးငါကြောင့်လည်းမဟုတ်လောဘတွေကြောင့်ဖြစ်တာလေဒေါသတွေကြောင့်ဖြစ်တာလေမောဟမာနတွေကြောင့်ကိလေသာတွေကြောင့်ဖြစ်တာမဟုတ်လားကိလေသာကြောင့်ဖြစ်တာလေပတ်စံလိုချင်တာလောဘတွေပဲလေဒါကြီးကြောင့်ပတ်စံကြောင့်ပြဿနာတွေတက်ယာတို့လိုချင်တာလောဘတွေပဲလေယာတို့ကြောင့်တိုင်ပတ်နေတာတွေမရှိဘူးလားအဲ့တော့ဘုသူတော်မြင်တယ်နော်တော်မြင်တယ်လေတို့ကလေဟောယာတို့လို့ပြောလိုက်တော်မြင်နေတာသိလားဘသူ့ကိုမြင်မှမသိဘူးသိလားနော်မသိပါတယ်တို့သိပါတယ်ဒီယုံမြင်လို့ဒီချုံထွင်တဲ့ဥစ္စာနော်အဲ့လိုဆိုဒီချုံပြောနေတော့ပါဘူးဆိုလောဘကျူးတော့စိတ်ကယူတယ်တဲ့လောဘကြီးယူတတ်တယ်နော်လောဘကျူးတော့စိတ်ကယူတယ်ဒေါသများတော့စိတ်ကခါတယ်ဒေါသများရင်စိတ်ကချိုးနိုင်သေးလားမောဟရှုပ်တော့စိတ်ကပုတ်တယ်တဲ့မောဟပါတာစိတ်တည်းစိတ်ပုတ်စိတ်ယုတ်တွေဝင်မသွားဘူးလားမာနခန်းတော့စိတ်ကထန်တယ်မာနခန်းတော့မခံသွားပြီဆိုခက်ထန်သွားပြီလေအိတ်သားများတော့အိတ်ဆရာရှားတယ်အိတ်သားများတော့မစ္စရိယရှိတော့ထိသမျှညှိတယ်တဲ့ဆိုတော့ကိလေသာတွေကြောင့်စိတ်ကပြောင်းသွားလားမပြောင်းသွားဘူးလောဘကြီးယူတတ်တယ်တဲ့လောဘကြီးဘာဖြစ်လဲတကယ်မှန်လားမမှန်ဘူးလားသိပြီးလိုချင်မှုတွေအားကြီးတော့လိုချင်မှုအတိုင်းဖြစ်မလာတဲ့ကယူကြောင်ဖြစ်သွားတာမရှိဘူးလားငွေနောက်လိုက်ရင်လည်းယူသွားတာယာတို့နောက်လိုက်ယူသွားတာဂုံကြောင့်နိုင်ရင်ဂုံနောက်လိုက်ရင်ယူသွားတာရှိတယ်လေဘုရားမနေ့ကတော့တရားဟောပြတယ်ယာတို့ကသူကိုယူစီတယ်လို့နော်မနေ့ကဟောတာလေကျန်တဲ့ယာတို့မပြောပါဘူးလို့ရွာထဲမှာပေါ့မနေ့ကဟောတဲ့တွန်တေးမှာရွာထဲဆိုရွာထဲမှာလို့ဆယ်အင်ကောင်းယာတို့လေးရဆယ်အင်ကောင်းနော်ဆယ်အင်ကောင်းဆိုတာ
ခေါင်းလို့ပြောရင်ဟိုဟာနဲ့သွားရောမှာဆိုလို့ဆယ်အိမ်မှုလို့ခေါ်တယ်တဲ့နော်အိမ်ဆယ်အိမ်ရဲ့အကြီးမှုကိုဘာလို့ခေါ်လဲစေမှုလို့ခေါ်တယ်စေမှုယာရုလေးရတော့ကိုယ့်ကိုယ်တပရယာရုရတယ်မြန်ထင်လားမြောက်ကြနဲ့ဖနှောက်တန်ဆူတဲ့သူတွေကိုမရှိဘူးလားဩဖနှောက်တန်ဆူတာဘယ်လိုပြောလဲမြောက်ကြနော်ဆိုစေမှုယာရုလေးရတော့ဖနှောက်တန်ဆူတဲ့သူတွေရှိတယ်ဆိုတော့စေအိမ်ထက်ကြော်ပြီးတော့အိမ်တရာရဲ့အကြီးမှုဆိုတော့ဘာခေါ်လဲယာအိမ်မှုဖြစ်သွားတော့ဖနှောက်ဘယ်နှချောင်းတန်ဘယ်နှချောင်းလောက်စုမဲ့တဲ့ဟမ်ဘယ်နှချောင်းလောက်စုဆယ်ချောင်းလောက်တော့စုသွားကဲထားပါတော့ဆယ်ချောင်းမဲ့တဲ့အဲ့တော့ယာအိမ်မှုတဲ့ပို့ပြီးတော့ကြော်ပြီးတော့အုတ်ကြီးဖြစ်သွားရင်ရောတန်ဘယ်နှချောင်းလောက်စုမဲ့တရားလောက်စုသွားပြီနော်အဲ့ဒါဆိုအုတ်ကြီးတဲ့ကြော်ပြီးတော့မြို့နယ်အုတ်ကျွေးဘောပြင်ပို့စုမလားမစုဘူးလားဒါဆိုယာတုမြင့်လေအယူမြင့်လေအစုမြင့်လေပြောလို့ရတာပေါ့နော်မပြောပါဘူးတို့ကလေဆိုယာတုလေးတွေဖြစ်သွားရင်ယူတတ်တယ်ဆိုတော့ဟုတ်တော့တယ်ဘုန်းကြီးကလေသူတို့အပြစ်မမြင်ဘူးလေလားကိုယ့်ကိုယ်လည်းကိုချင်းစာမိတယ်မနစ်ကဆရာတော်တရားပွဲတပွဲဇာတ်ဆိုင်ရာတွေကလုပ်တဲ့ပွဲဆိုတော့ဘုံဘုံလာကြိုးတာမြို့အပြင်မှာလာကြိုးလာကြိုတော့လေကြိုတဲ့အဖွဲ့ကလည်းတော်တော် VIP လမ်းကြောင်းကြိုတော့လူကြီးတွေကြိုတော့ဆိုင်ကအဖြူကြီးတွေမြင်မှုတယ်မဟုတ်လားဆိုင်ကအဖြူကြီး3စီးနဲ့နောက်ကရဲကားနဲ့ပြီးရရှေ့မှာလည်းရဲကားနဲ့ဆရာတော်ကိုပင့်သွားဒုက္ခကိုဝင်းရမ်းပြီးတော့ပင့်သွားမျိုးတွေကဖြတ်သွားမီးပွိုင်းတွေတစ်ခုမှမနေဘူးအကုန်စိတ်လူဘုန်းကြီးပင့်သွားတာလေဘုန်းကြီးပင့်တော့ဘေးကလည်းကွက်ကြီးလောက်လေးချီမီးပွိုင်းတွေရက်ဆရာမလိုဘူးလားရင်းတော့မီးပွိုင်းစောင့်နေရတဲ့ဘုန်းကြီးကအဲ့ VIP လမ်းကြောင်းကားကြီးနဲ့ပါသွားတာလေကြည်စမ်းလေငါလေတရားပွဲလာပေးနေနိုင်ဝက်လောက်အဲ့လိုလေးကြိုခံရတာလေအဲ့လိုကြိုဆိုရင်မီးပွိုင်းနေစိမ့်နေတဲ့တခြားဘာမှစောင့်စရာမလိုပဲသွားတာအဲ့ဒါလေးငါကားပေါ်မှာနေနေလေကျင့်နဲ့နေလိုက်တာကြည်စမ်းကျင့်နဲ့နေလိုက်တာနိုင်ဝက်လောက်လေးငါ့ကို VIP လမ်းကြောင်းနဲ့ကြိုတာလေးကိုငါကျင့်နဲ့ပြီးမီးပွိုင်းစောင့်စရာမလိုတာယာနေတော့လေငါဘလို့တွေးပြီးတော့နိုင်ဝက်လောက်ငါ့ကိုဒါလေးကြိုတာတော့ငါကျင့်နဲ့နေသေးရင်နော်ဒါအဲ့လောက်ပဲတွေးတယ်သိလားငါ့ကိုဒါလေးကြိုတာလေးတော့ငါကျင့်နဲ့နေသေးရင်ဟိုမှာအုတ်ချိုရည်မှုရွေးရံဖြစ်တာဘာစမ်းလဲပေါ့နော်တခါပြောင်းကောင်းလားမပြောင်းကုန်ဘူးလားစိတ်ကအဲ့ဒါပဲအရှိတရားအပေါ်မန်တက်သွားတာဒါကြောင့်လောဘကျူးတော့စိတ်ကယူတယ်တဲ့လူကျင်မှုတွေများတယ်ယူတတ်တယ်လေမှန်လားမမှန်ဘူးလားလောဘကျူးတော့စိတ်ကယူတယ်ဒေါသများတော့စိတ်ကခါတယ်ဒေါသများတဲ့သူကချို့နိုင်သေးလားဒေါသရုပ်တရားကိုပြောင်းသွားပြီးတော့ခါသွားတော့တာနော်မောဟရှုပ်တော့စိတ်ကပုတ်တယ်မသိမှုအဝိဇ္ဇာမောဟခံသွားစိတ်ပုတ်နှုတ်ပုတ်အလုတ်ပုတ်တွေဖြစ်ကုန်တယ်လေမောဟကကြောက်စရာပဲနော်မာနခံတော့စိတ်ကထန်တယ်မာနခံတော့မာနလည်းကြောက်စရာမကောင်းဘူးလားမန်ခံလိုက်လို့မာနခံသွားလို့ကောင်းကျိုးဖြစ်သွားတဲ့နေရာဘယ်နေရာရှိလဲမရှိဘူးနော်ဒါပေမဲ့လူတွေကမာနကြီးလားမကြီးဘူးလားရှာကြံပြီးမာနကြီးတယ်နော်ဆရာတော်ကမာနအကြောင်းစာလေးရေးဘူးလေအတန်ဖိုင်လေးနဲ့လည်း TikTok မှာတင်ဘူးဖုန်းတင်တာမဟုတ်ပါဘုန်းက Facebook ပဲတုံးတာဒါပေမဲ့ကျန်တဲ့လူတွေကပြန်ဖြတ်တော့မာနအကြောင်းကြပြလေးဆရာတော်အတန်လေးနဲ့စူဟောပေးထားတာရှိတယ်9မိနစ်လောက်ပေါ့မာနကိုကအရင်တွေ့ရတာနဲ့သူကမှမခေါ်တာဆိုရင်ကိုကမျက်နှာလွဲလိုက်လို့လွဲခဲ့ရတာလေမာနကြောင့်ပါပဲကိုကအရင်တောင်းပန်လိုက်ရင်ပြီးရတာနဲ့သူကမှမတောင်းပန်တာဆိုရင်ကိုပါခြေလိုက်လို့အနေမမိုက်တော့တာလေမာနကြောင့်ပါပဲကိုကအရင်ခွင့်လွတ်လိုက်ရင်ပြီးရတာနဲ့သူကမှခွင့်မလွတ်တာဆိုရင်ကိုပါဆွန့်လွတ်လိုက်လို့လွဲခဲ့ရတာလေမာနကြောင့်ပါပဲကြည်စမ်းမာနတွေလေမှန်လားမမှန်ဘူးလားရှာကြံပြီးမာနကိုကအရင်တွေးရတာနဲ့သူကမှမခေါ်တာဆိုရင်ကိုပါမျက်နှာလွဲလိုက်လို့လွဲခဲ့ရတယ်မာနကိုကအရင်တွေးကိုခေါ်လိုက်လေဟိုမှာလည်းသူ့ဇောနဲ့သူဟိုမှာသားဇောမယားဇောရှိနေပါလေကိုတကယ်မမြင်လို့လည်းဖြစ်မှာပေါ့ကိုကတွေ့ပြီပဲလန့်ခေါ်လိုက်ပေါ့ဟိုမှာကအိုပါနာကိုလိုက်ရင်လည်းအိုပါနာဟိုဘက်ကန်းကိုအာယုံရောက်နေတော့ကိုတကယ်မမြင်တာလည်းဖြစ်မှာပေါ့ကိုကအရင်တွေ့လိုက်ပြီမို့လားခေါ်လိုက်ပေါ့မခေါ်ဘူးဗျ तू ကမခေါ် तू ကသူ့အပူနဲ့ तू ဖြစ်နေမှာလေအဲ့ဒါကြောင့်တို့တွေကလွဲသွားတာရှိလားမရှိဘူးလားတခါတိတိလေးခံလိုက်တာတိတိလေးခံလိုက်မခေါ်ဘူး
သူစားမပုတ်ငါလည်းမပုတ်ဘာလို့ပုတ်ရမှာသွားတာပဲသိလားအဲ့လိုတင်းတင်းနဲ့လေတင်းတင်းနဲ့လေတခါကျရှော့မရတော့ကိုမာနာနဲ့ကိုတည်းစောင့်ငါတော့မစားနိုင်ငါတော့မခါဘူးစောင့်နေပဲသူခေါ်တာကိုပြန်စောင့်တခါကျလည်းတချို့တက္ကမတွေစိတ်ကောက်တယ်လေတခါတွေကိုလေကောက်လားမကောက်ဘူးလားလာမခေါ်နဲ့လို့ပြောဟိုကောင်တွေက အုတ်ထိန်မခေါ်ရင်ပို့ဆိုးတယ်နော်အဲ့ဒါမင်းတို့ရွဲ့ပြောတာမခေါ်နဲ့ဆိုတော့ခေါ်ခိုင်းတာအဲ့ဒါဖုံးမဆက်နဲ့လို့ပြောရင်ကိုကတော့မဆက်ဘူးမဆက်နဲ့ဆိုတော့ तू မကြိုက်လို့မဆက်ပဲနေလိုက်တော့ပို့ဆိုးတော့ဖုံးမဆက်လို့ဆိုပြီးသိလားတက္ကမတွေကဘလို့နားလေမှမသိဘူးမင်းတို့အဲ့ဒါပြောင်းမြန်နားလေလို့ပြောရတယ်နော်မခေါ်နဲ့ဆိုတော့ခေါ်ခိုင်းတာဖုံးမဆက်နဲ့ဆိုတော့မလျှော့ဖုံးဆက်ခိုင်းတာသိလားအဲ့ဒါအဟုတ်တင်ပြီးသွားမဆက်ပဲမနေပို့ဆိုးသွားလိမ့်မယ်လေလာမချော့နဲ့လို့ပြောရင်ချော့ခိုင်းတာသဘောပေါက်လားအဲ့ဒါမချော့နဲ့မကြိုက်မချော့ပို့ဆိုးလားမဆိုးဘူးလားသဘောပေါက်ပြောင်းမြန်ကောက်ရတယ်ပြောင်းမြန်အချိုးကျယူရတယ်နော်တက္ကမတွေကအဲ့လိုမျိုးစိတ်ကောက်တာလေကြည်လားမရှိဘူးလားစိတ်ကောက်တယ်ဆိုအချော့ခံခြင်းလို့ပါပဲနော်အချော့ခံခြင်းလို့ပါအလျှော့မခံတဲ့မာနတရားနဲ့အချော့ခံခြင်းသူမချော့အားရင်သူတင်းကိုတင်းအတူတင်းတော့အပူပြင်းတဲ့အထိရလက်ရှိတယ်နော်ဆရာတော်စာလေးရေးတယ်တွဲလက်များမြဲပါစေကြပြလေးရေးဘူးတယ်လူငယ်တွေတွက်လေတွဲလက်များမြဲပါစေတဲ့စိတ်ကောက်တယ်ဆိုတာအချော့ခံခြင်းလို့ပါပဲအလျှော့မခံတဲ့မာနတရားနဲ့အချော့ခံခြင်းသူမချော့အားရင်သူတင်းကိုတင်းအတူတင်းတော့အပူပြင်းတဲ့အထိရလက်ရှိတယ်စိတ်ကောက်တယ်ဆိုတာအချော့ခံခြင်းလို့ကောက်တာလေမှန်လားမမှန်ဘူးလားဟောချော့ခံခြင်းချော့ပေးလိုက်ပေါ့ဒါမချော့ရင်လည်းမပြော့ဘဲနဲ့မနေနဲ့လေကိုကတစ်ဖက်သက်ကောက်လို့ရပါမလားဟိုဘက်ကဖုံးကဘက်ထရီဒေါင်းသွားလို့ဖုံးမကင်တာလည်းဖြစ်မှာပေါ့စက်မရလည်းဖြစ်မှာပေါ့ကျင်းတဲ့ကြက်တန်းမို့အလုပ်ထဲမှာမကင်မိတာလည်းဖြစ်မှာပေါ့ဆိုင်းလန့်လောက်တာလို့ဖြစ်မှာအဲ့ဒါကို့ဖုံးမကင်လို့ဆိုကိုကတစ်ဖက်သက်ကောက်နေလို့အဆင်ပြေပါမလားအဲ့ဒါဆိုငါညီမတွေကကောက်ချင်လဲစာလေးအရင်ပို့ကျမရှင့်ကောက်မလို့ message လေးပို့ပြီးအဲ့ဒါမှဟိုဘက်ကအော်ကောက်တော့မယ်ဆိုတိတော့ချော့လို့ရမှာလေအဲ့တော့တစ်ပတ်သက်စွတ်ကောက်နေလို့ရပါမလား love is understanding အချစ်ဆိုတာနားလည်ခြင်းဆိုအဲ့ဒါပြောတာလေဖြည့်တွေးရမယ်ဖြည့်တွေးရမယ်မရရင်ဥပိ္ပခာနဲ့သွားပေါ့တော့ပေါ့လားတချို့ကိစ္စတွေမှာဖြည့်တွေးရမယ်တချို့ကိစ္စတွေဖြည့်ပြီးတော့တွေးရမရရင်တော့ဥပိ္ပခာနဲ့သွားတပ်ပိတ္တာကမ္မတကလေဥပိ္ပခာလွတ်ချလိုက်တာတိတ်လေးလိုက်လွတ်တာချလိုက်တော့တချို့ကိစ္စတွေကဥပိ္ပခာပြုတ်လိုက်မှအစဉ်ပြေသွားတာလေမှန်လားမမှန်ဘူးလားမာနပြောတာလေမာနမလိုအပ်တဲ့မာနတခြားတွေးကြည့်စမ်းဟိုသေရမယ်ဆိုတဲ့လူတယောက်ကမန်ခံစရာလိုပါအောင်မလားတခါအကုန်လုံးသေရမှတွေးလိုက်လို့ရှင်မခေါ်နိုင်မပြောနိုင်စိတ်ဘယ်ရှိတော့မလဲနော်ဒါမာနခံတော့စိတ်ကထမ်းတယ်အိတ်တာများတော့အိတ်ဆရာရှားတယ်တဲ့အိတ်တာများတော့ဘာဖြစ်လဲအိတ်တာဆိုတာဘာပြောလဲမနာလို့အေးအဲ့ဒါလေးပြောခြင်းလေအိတ်တာကပါဠိစကားမြန်မာလို့ဆိုရင်မနာလို့တာမစ္စရိယကပါဠိစကားမြန်မာလို့ဆိုဝင်တူတာအဲ့ဒီနှလုံးတကာတွေကလူတွေကအိတ်တာနဲ့မစ္စရိယဆိုအတူလို့ထင်မတူဘူးနော်တော့ပေါ့လားအိတ်တာကမနာလိုခြင်း jealous ခေါ်တယ်နော်မစ္စရိယကဝင်တူခြင်း attachment လို့ခေါ်တယ်သူကမနာလိုတာနဲ့ဝင်တူတာဆိုတော့ဘလို့꿰ရသိရမယ်ဆိုရင်မနာလိုတာကသူများကိုကြည်ပြီးဖြစ်တဲ့စိတ်သူများကိုယ်ထက်သာသွားမှာသူတို့ကိုယ်ထက်ဦးစားပေးမှာသူများကိုယ်ထက်ပိုပြီးမြင့်သွားမှာအဲ့ဒါကိုဟိုဘက်ကလူတွေကဟိုအလုပ်တွေကောင်းတယ်လာကားလေးကောင်းရင်ဒီဘက်ကမျက်နှာညှိုးသွားတာအဲ့ဒါအိတ်တာကိုခြေခံတာမနာလိုစိတ်လေတာတို့မခေါ်နိုင်ဘူး bright မဖြစ်တော့ဟိုဘက်ကတာပြီးကောင်းပြီဆိုတာလေးအတန်ကြားလိုက်ဒီဘက်ကအလိုလိုမျက်နှာပြက်သွားရင်အဲ့ဒါမနာလိုစိတ်ဝင်တာတော့ပေါ့လားတချို့မနာလို့မသိမသာလေးမနာလို့တာနည်းနည်းတော့မပေါ်ဘူးဒါပေမဲ့ကြာရင်သူကအမူအရာလေးတွေပေါ်တယ်လေရှိလားမရှိဘူးလားမနာလို့တာကသူများကိုကြည်ပြီးဖြစ်တဲ့စိတ်ကိုယ့်တဲ့သာသွားမှကိုယ့်တဲ့အစဉ်ပြေသွားမှတာတို့မခေါ်နိုင်တဲ့စိတ်ကမနာလို့စိတ်တော့ပေါ့လားဝင်တိုတာကြကိုရှိတာလေးပါသွားမှဆိုတာတော့ပေါ့လားအဲ့ဒါမစ္စရိယကိုအလုပ်လေးသူများတော့ပါသွားမှဆိုလို့ကိုနေရာလေးလေကိုရနေလက်လာပါလေသူများရသွားမှဆိုတာကိုဦးစားပေးတာလေးသူများကိုဦးစားပေးသွားမှဆိုတာတော့ပေါ့လားအဲ့ဒါကိုရှိတဲ့အရာလေးသူများနောက်ပါသွားမှဆိုတာကဝင်းတိုစိတ်တော့ပေါ့လားသူများကိုကြည်ပြီးဖြစ်တဲ့စိတ်ကမနာလိုစိတ်ကိုရှိတာလေးပါသွားမှဆိုတာဝင်းတိုစိတ်အဲ့ဒါကကြောက်စရာမကောင်းလားအဲ့ဒီနှစ်ပါးကိုအတွင်းယံနှစ်ပါးလို့ခေါ်တယ်အတွင်းယံတို့လေကိုယ့်ရဲ့စိတ်ကိုအတွင်းကနေတိုက်နေတာနော်
မှန်လားမမှန်ဘူးလားတို့လူမျိုးတွေကကိုယ့်တဲ့တိုင်နာလိုတာများလားမနာလိုတာများများတယ်နော်နည်းနည်းလေးတိုင်နည်းနည်းလေးမနာလို့လေအများကြီးတိုင်ရင်အများကြီးမနာလို့နော်ဆိုတော့ဘာဖြစ်လို့မနာလိုတာလဲလို့မေးလေမနာလို့ပေါ့သာဓုမခေါ်နိုင်လို့ပေါ့ဒါကြောင့်မလို့လေမနာလိုခြင်းနဲ့ပတ်သက်ပြီးတော့ဟောင်ကောင်တထေးစီဝလုပ်ငန်းရှင်တထေးလီကာရှင်းဆိုတာရှိလီကာရှင်းအင်တာနက်မှာရှာကြည့်လို့လီကာရှင်းကပြောတဲ့စကားလေးတော်တော်ကောင်းတယ်သင်ကားတဲ့သူတို့ထက်နည်းနည်းလေးပဲတာရင်သင်ကသူတို့ထက်နည်းနည်းလေးပဲတာရင်သူတို့ကသင်ကိုမနာလိုစိတ်ဖြစ်လိမ့်မယ်but ဒါပေမဲ့သင်ကသူတို့တဲ့အစရာထောင်မကတာသွားပြီဆိုရင်သူတို့ကသင်ကိုမနာလိုစိတ်အစအားကျစိတ်ဖြစ်လိမ့်မယ်ပြန်ပြောမယ်နော်နည်းနည်းလေးပဲတာရင်ဂျီဝင်လိမ့်မယ်သူတို့ကအများကြီး high class ဖြစ်သွားပြီဆိုရင်မနာလိုစိတ်အစအားကျစိတ်ဖြစ်လိမ့်မယ်နော်သိမှန်တာပဲမနာလိုစိတ်ဆိုတာသူမတာကိုအာတုပတွေမှာပဲဖြစ်တယ်တော့ပေါ့လားကျတော့ထိုင်းသမရကိုမနာလိုစိတ်ဖြစ်ဘူးလားထိုင်းဘယင်ကြီးဘယ်တော့ဖြစ်ဘူးလဲစိတ်တူးတော့ခါမဖြစ်ဘူးเนาะဘယ်ဖြစ်မလဲ high class လေအများကြီးကွာနေတာလေကျတော့မနာလိုစိတ်ဖြစ်တာဒီလူချင်းချင်းပဲဖြစ်တာလေကိုနဲ့ဒူနေတဲ့ဒိုးဒူပေါင်းပဲသူမတာကိုအာတုပတွေကြားမှာပဲအဲ့စိတ်ဖြစ်တာတော့ပေါ့လားအရန် high class ဖြစ်သွားဘီလီယံနာဖြစ်သွားရင်ဘယ်သူက jealous ဝင်သေးတယ်အားကြလိုက်တာเนาะဟုတ်တယ်မလားကျဟိုတထေးကြီးတွေလေစူကာဘတ်တို့ပေါ်မှာမနာလိုစိတ်ဖြစ်ဘူးလားမနာလို့ဆိုရင်ဒေါသတော့ဖြစ်တယ်ခဏခဏဆဲလို့ခဏခဏပန်လို့ဟုတ်တယ်မကိုပို့စီခဏခဏပြုတ်ချလို့နော်high class ဆိုတာပြောချင်တာအခုဒီမှာတရားပွဲ3ပွဲ3ညဆရာတော်ကြီး3ပါသိမကွာဘူးလေသိမကွာဘူးနော်သိမကွာဘူးဆိုရင်ဘုန်းကြီးတွေလည်းပုထုဇဉ်ဆိုအချင်းချင်းမနာလို့စိဖြစ်เสียရှိနိုင်လားမရှိနိုင်ဘူးလားဖြစ်နိုင်တာပေါ့ရှိနိုင်တာပေါ့ကရုံးချင်းချင်းလူတွေချင်းချင်းဖြစ်ရင်တော့လူတွေချင်းချင်းမနာလို့စိဖြစ်ရင်တော့တော်သေးတယ်လေဒါကရုံးချင်းချင်းဖြစ်တော့စပင်ဆွဲပရိုက်လို့လည်းမရဘူးလေဟုတ်တယ်မလူချင်းချင်းညာဖြစ်ရင်တော့စပင်ဆွဲပရိုက်လို့ရတယ်လေအဲ့တော့ကရုံးချင်းချင်းဖြစ်တော့ဆွဲစရာမရှိတော့လေခေါင်းချင်းတိုက်တော့ကရုံးကတိုက်ဆိုတာအဲ့ဒါကိုပြောတာလေနော်ကရုံးကတိုက်ဆိုတာကရုံးချင်းတိုက်လို့ကရုံးကတိုက်လို့ပြောတာနေမှာပေါ့မှန်လားမမှန်ဘူးလားအဲ့တော့ဒီဘုန်းကြီးတွေသိမ့်မကွာတော့တို့တွေလေဒီဘုန်းကြီးချင်းချင်းပေါ်မှာပုရပွင့်လေးလေးပြောရင်တို့လည်းပုထုဇဉ်ဆိုမနာလိုစိတ်ဖြစ်နိုင်လားမဖြစ်နိုင်လားဖြစ်နိုင်တာပေါ့ပုထုဇဉ်ငါလည်းဖြစ်တာပဲဖြစ်ပါပဲသူတို့လည်းဖြစ်နိုင်တာပဲပုထုဇဉ်ကိုဘုန်းကြီးအဲ့လိုဖြည့်တယ်ဒါပေမဲ့လေဒီဘုန်းကြီးနေမဟုတ်ဘဲနဲ့လေတိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးကြားဘူးလားအလွန်ထူးချွန်တဲ့ဆရာတော်ကြီးကဘာကျော်ကြီးလေဝိသိဋ္ဌဆိုအထူးတွေနဲ့ပဲဆောင်ဝဲအောင်တာလေပထမဆုံးအာတိကာမိကပထမဆုံးတိပိဋကဆရာတော်ကြီးလေငါတို့ရဲ့ကျေးဇူးရှင်ဆရာတော်ကြီးတက္ကသိုလ်တီထောင်တာအဲ့ဆရာတော်ကြီးဒါပေမဲ့လေတို့တွေအဲ့တိပိဋကဆရာတော်ကြီးပေါ်မှာငါဘယ်တော့မှမနာလို့စိတ်မဖြစ်ဘူးအားကြတာ I want to be like him ငါသူ့လိုဖြစ်ချင်တာအရန်กว่าမသွားဘူးလားလုံးဝ high class ဖြစ်သွားရင်မနာလိုစိတ်မဖြစ်တော့ဘဲနဲ့အားကြစိတ်ဖြစ်တယ်လို့ပြောတာပြောမင်းတို့ကိုယ်ချင်းချင်းမနာလိုစိတ်ဖြစ်နေကြတယ်ဆိုတာသူမတာကိုအားသူပါတွေမလို့ဖြစ်ကြတာဆိုငါဘာမှမဟုတ်သေးဆိုတာသိတိုင်းသူတို့အားကြစိတ်ဖြစ်အောင်မင်းတို့ high class ဖြစ်အောင်မိုးပေါ်ဒီခုံတက်လိုက်ရင်မကောင်းဘူးလားအဲ့ဒါဆိုရင်မနာလိုစိတ်မဖြစ်တော့အားကြမယ်မောင်ဟိတ်တဲ့မင်းတို့ကိုသူတို့အားကြပြီးအဆင့်တရောက်တာမင်းတို့မင်းအတိုက်ခိုက်တွေများသေးတယ်ဖေအဲ့မင်းမသားသေးလို့တာရင်လည်းနည်းနည်းလေးပဲသားလို့သဘောပေါက်လားသူမသားကိုအားသူကမင်းရှိတာဘာရှိတာမှတ်လို့ဟုတ်တယ်မလားအဲ့တော့ဒီဘီလီယံနဲ့ချီထရီလီယံနဲ့ချီအရန် high class ဖြစ်သွားရင် max စောဥစောတို့တော့မင်းချမ်းသာသွားရင်မင်းကို jealous မဝင်တော့လိုက်အားကြစိတ်တွေဖြစ်သွားလိမ့်မယ်လေတော့ပေါ့လားရောင်မကိုနည်းနည်းလေးသူများကမနာလို့ဖြစ်ဘာမှမဖြစ်နဲ့ငါဘာမှမဟုတ်သေးလို့သူတို့ငါ့ကိုမနာလို့စိတ်တာငါဟာကြိုးစားဖို့လိုအပ်တယ်ဆိုဒီလိုလေးဖြေလိုက်ပြေမသွားဘူးလားအဲ့သူမသားကိုအာတုဘာတွေကြားမှာပဲမနာလို့စိတ်ဖြစ်တယ်ဆိုအိတ်သားတရားစိတ်မှာထားတော့အိတ်ဆရာတော်ရှားတယ်မနာလို့စိတ်ရင်မှာပိုက်တာအိတ်မပြောတော့ဘူးလေမှန်လားအိတ်သားဝင်သွားအိတ်ရသေးတာမနာလို့စိတ်ရင်မှာပိုက်ပြီးဟိုတဲကြီးမှာတော့အိတ်ကြီးဒီကောင်မငါ့ကိုဒီလိုပြောရတယ်အိတ်မပြောတော့ဘူးအိတ်မပြောတော့အဲအကိုကြီးနဲ့နေတာပဲဆိုဖွားကြီးနဲ့အိတ်တာပဲအဲ့ဒီအိတ်တာကခြေဝင်သွားတဲ့အခါကျပျော်တော့မပျော်တော့ဘူးလေအိတ်တာတရားစိတ်မှထားတော့အိတ်ဆရာတော်ရှားတယ်နော်မစ္စရိယဆိုတော့ဝင်တုံမှုတွေရှိတယ်ထိသမျှညှိနေတာတဲ့ကိုနေရာလေးဟိုဘက်ကကောင်မရသွားမှစိုးတာအဲ့ဒါပဲ
အဲ့ဒါမစ္စရိယနော်အတွင်းရံလေကြောက်စရာမကောင်းဘူးလားအဲ့ဒါပဲကိုရနေတဲ့လလာပါလေးရသွားမှာဆိုကိုဖေဝါပေးတာဦးစားပေးတာဟိုဘက်တယောက်ကိုဦးစားပေးသွားမှကြောက်တာလေအဲ့ဒါကမစ္စရိယခေါ်တယ်ကုလမစ္စရိယခေါ်တယ်ဝင်တူတာနော်ဝင်တူတာအဲ့ဒါတွေအတွင်းရံနေပဲလေမှန်လားမှန်ဘူးလားပြောချင်တာကလေဖြစ်ပြီးမှတော့အပြည့်ကြီးရမနေနဲ့ပေါ့ခေကြီးကကိုကမကောင်းတာပုဂ္ဂလဒိဋ္ဌံနဲ့မတွေးနဲ့ဓမ္မဒိဋ္ဌံနဲ့တွေးတော့အော်သူ့ကြောင့်လည်းမဟုတ်ငါကြောင့်လည်းမဟုတ်တို့တွေလောဘတွေကြောင့်ဖြစ်တာလေဒေါသတွေကြောင့်ဖြစ်တာလေမောဟမာနတွေကြောင့်ဖြစ်တာလေကိလေသာတွေကြောင့်ဖြစ်တာမဟုတ်ဘူးလားအဲဖြစ်ကြီးရဲ့ဖြစ်ကြီးသွားတဲ့ဖြစ်တည်မှုအရှိတရားကိုလက်ခံချမ်းသာဆိုတာရှိတိုင်းချမ်းသာတယ်မကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်မှချမ်းသာတယ်ဆိုအစဉ်ပြေလို့လည်းမတက်နဲ့တော့ပေါ့လားအစဉ်မပြေလို့လည်းတောကမဖြစ်နဲ့အားလုံးကဖြစ်တည်မှုကအကြာကြီးလားခဏလေးလားအချိန်အခိုက်တန်လေးပဲနော်အချိန်ခိုက်တယ်ဘယ်လောက်ကြာလို့လဲအကြာကြီးလားခဏလေးလားကြည့်ပါဦးဒုတ်တိုင်းပြီခဏလေးဆိုရင်ခဏလေးလိုက်တော့9နှစ်ကြာသွားမြန်နာကိုပြောတာနော်ဘယ်သူမှမရည်ရွယ်ပါဘူးနော်ခဏလေးဆိုပြီးတော့ပြောလိုက်တာပဲလေခဏလေးဆိုရင်ခဏလေးလိုက်တာတော့ဘယ်လောက်ကြာလဲဟိုတော်သေးခဏလေးမို့လို့တော့ခါကျန်ပြောရတယ်ပြီးလိုက်ပါဘာလို့ပြန်အာနာသိနေမှာဆိုလို့ဟိုကမပြောရဘူးနော်ငါပြန်ဝင်ရအောင်ပါနော်သူတို့ light တွေလွှင့်ထားတယ် light တွေလွှင့်ထားတယ်ဆိုတော့နော်တခါကြအဲ့ဒါပါဖြစ်တည်မှုလေအကြာကြီးလားခဏလေးလားခဏလေးပါပဲတခါကြတွေးရတာဩဘသူတွေဘလောက်ပဲဘသူကိုဘလို့တောကနဲ့ဖြစ်အားလုံးကတော့အိုနာသေးပေးရှိနေတော့သေရမလားမသေရဘူးလားနားမှာပဲသေရမှာပဲသွားမှာပဲဆိုတော့ဒီလမ်းလေးသိတော့လေဘသူမှမခေါ်နိုင်မပြောနိုင်အာဃာတနဲ့ခွင့်မလွတ်နိုင်ဖြစ်เสียအကြောင်းမရှိပါဘူးအကုန်လုံးကဒီလမ်းသွားရတာပဲလေမှန်လားမမှန်လားတခါကျတရားလေးနဲ့ဖြေရတာလေဘာနဲ့ဖြေရတရားနဲ့ဖြေမှပြည်တယ်နော်တရားနဲ့မဖြေပဲတရားနဲ့သွားဖြေတော့မူးတာပဲဗတ်တင်တာလေအရက်တစ်ခွက်ကိုတရားအရင်တော့ရတယ်လေဟိုဘရတပူကိုတရားနဲ့ရလာဗတ်တရားဗတ်တရားနဲ့ရလာမစိုးပါဘူးဗတ်တရားဆိုဗမာငွေနဲ့ဆိုဘယ်လောက်လဲ15000လောက်ရှိမယ်နော်12000လောက်ရှိမယ်အေးအဲ့တော့ရမှာပေါ့နော်အော်တရားနဲ့မဖြေပဲတရားနဲ့သွားဖြေတော့မူးတာပဲအဖတ်တင်တာပေါ့ဟုတ်လားအဲတချို့ကိစ္စတရားနဲ့ဖြေရပြီပါလေဘာနဲ့ဖြေရတရားနဲ့ဖြေမှပြင်မဲ့တရားနဲ့မဖြေတော့စိတ်သောကဖြစ်ပြီးတော့တရားနဲ့သွားဘေးရလေးတောက်အရက်လေးတောက်စိတ်ညစ်လို့အရက်ကိုတောက်စိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့သိစိတ်ညစ်တယ်အကြောင်းရှာတော့ခေါင်းမှာခြာလဲတခုတည်းသိတယ်လောကကြီးမှလေပတ်စံမရှိရင်မျက်နာအမတန်ငင်းဂုံနဲ့ဗျာဂုံဆိုတာငွေကိုခေါ်တယ်ငွေကိုသာရေလို့သုံးရင်တပြီလုံးမှလုတ်သမျှတင်းတယ်ရောက်ခမကြီးကမျက်နာချိုးတယ်ကျွန်တော်မယားကအကျဉ်းနာပူတယ်တချင်းရှိတယ်မို့လားဩတချင်းဆိုပြတာမို့တချင်းလေးကိုသတိရတာလေဒုက္ခကလေဒုက္ခကတချင်းနေအဲ့ဒါပြောတာလေဘလို့ရစိတ်ညစ်လို့အရက်ကိုတောက်တယ်လွှမ်းမိုးဆိုတာလေစိတ်ညစ်လို့အရက်သွားတောက်တယ်တဲ့အရက်တောက်တော့သိစိတ်ညစ်သွားတယ်ဟုတ်လားအကြောင်းရှာတော့ခေါင်းမှာခြာလေတေချာတွေးကြခေါင်းတော်မူသွားတယ်တခုတည်းသိတယ်လောကကြီးမှာလေဒါမရှိရင်မျက်နှာအမတန်ငယ်ရပါတယ်တဲ့ပတ်စံမရှိရင်မျက်နှာအမတန်ငယ်တယ်လောကရဲ့ဂုံကငွေပါပဲတဲ့ဟောငွေကိုသာရေလို့သုံးရင်တပြေလုံးမှာလုံးသမျှတင့်တယ်တဲ့ရောက်ခမကြီးကမျက်နှာချိုးတယ်တော့မွေပတ်စံလေးမျက်ရှိချိုးနေတာနော်ကျွန်တော်မရကလည်းအကျဉ်းနာပို့တယ်လေငွေလေးမြန်ပေးရင်လေအမလေးမောင်ဘာစားမလဲဘာလုပ်မလဲတဲ့အဲ့ဒါမှန်လားမမှန်ဘူးလားအေးမှန်ပါဖို့ခင်ဗျားတို့ကတကယ်လက်တွေ့တွေလေတို့ကတော့တချင်းစာသားအရာပြောရတာလေမှန်လားမမှန်ဘူးလားအော်ငွေတွေလောကကြီးအဲ့ဒါပြောချင်တာကတချင်းစာသားလေးစိတ်ညစ်လို့အရက်ကိုတောက်အရက်တောက်တော့သိစိတ်ညစ်တယ်ဒုထိကတချင်းတွေအဓိပ္ပာယ်ရှိတာကိုပြောချင်တာလေလွှမ်းမိုးတချင်းတွေမဒီခေမင်းတို့ခေတ္တရတချင်းကဘာတချင်းတွေမှမသိမောင်လေးစာကိုကြီးစာအာရပါရစာဆိုတော့ဘာတို့စားကိုင်းနေတာလဲညောစားဖားတွေကစားကျင်တဲ့ကောင်တွေများတယ်လေအဘတွေကနောင်မီးရှင်ကြီးကလင်းကျင်တာလေ तू ကအဲ့လိုမြောက်ပေးလာစားပြီပေါ့ရှိတာမရှိဘူးလားမောင်လေးစားကိုကြီးစားအာရပါရတော်သေးတယ်ဘုံစားလို့ထည့်မစိုးဘူးဘုံစားဆိုဘုံကြီးဆိုစွန့်မဲ့စားစရာရှိတာလေ
ဘာတချင်းနေမသိဘူးလို့ပြောချင်တာလေတခါတချို့တချင်းတွေကလည်းတို့ကလည်းခစ်မိအောင်တော့ဟိုမြင်နေတော့နားထောင်ပြီးတော့တချင်းကြတော့တို့ကလည်းအောက်ကုသိုလ်မှာပျော်တာသိလားတချင်းဆို2ခေါက်လောက်နားထောင်လိုက်ရင်ရတယ်သိလားတရားဆိုရင်လေ10ခေါက်လောက်ကြက်တာအိုးနေခွက်နေသိလားအော်ငါလည်းဘုန်းကြီးဖြစ်နေလို့လူသားဆိုရင်ကာရာအိုကေခန်းထွက်မှာမဟုတ်ဘူးတချင်းဝါဒနာပါတယ်တို့ကလေတရားပွဲတော်မှာလေတို့ကဖြောလေးနဲ့မပင့်လေကြောက်ဟာတော့6ကက်ကက်နိုင်တာလမ်းစင်းမြန်အဲ့ဒါဆိုတို့ကလေဘုန်းကြီးဖြစ်လို့တချင်းကဝါဒနာတချင်းတွေကနားထောင်လိုက်တစ်ခေါက်လောက်ရတယ်ကိုကိတချင်းတွေပြောပါတယ်ဟိုတလို့ကတချင်းကြားပါပြီဘာတချင်းပါလေပါကောင်းမရဲ့ညီးဖဲဆိုတဲ့ချင်းအဲ့တော့ဘာမှမသိသေးချာနားထောင်ယူရတယ်အော်လင်လူတဲ့ကိစ္စပဲလို့ညီးဖဲဆိုနှကန်းမွေးကြီးနဲ့ငါကြိုက်တာမင်းသားချက်လီပဲရှိတယ်မို့လားဘာတချင်းနေမှမသိဘူးတဲ့ကောင်းမရဲ့ညီးဖဲဆိုတာဘာတွေကိုပဲခိုင်းတာလဲလို့အဲ့လိုမျိုးတွေရှိတယ်လေဟောဒုက္ခကတချင်းကြီးအတိတ်ပဲရှိတယ်လို့ပြောကျင်တာဗျာစိတ်ညစ်လို့အရက်တော့စိတ်ကျင်တရားနဲ့ဖြေမှပြေးတယ်ဆိုတာပြောကျင်တာလေလူတယောက်ကိုသိမကျင်တတ်တော့ဘူးဆိုသူလည်းပဲဒီလန်းသွားမှာပဲအိုနာသေးတွေနဲ့သွားမှာပဲဆိုတဲ့အတွေးတွေနဲ့ဖြေပြေးမသွားဘူးလားဘလောက်ပဲရှိမှန်မတက်နဲ့ဘလောက်ပဲမြင့်မှန်မတက်နဲ့သူလဲအိုနာသေးပေးရှိတော့တရားဥမှာပဲမို့လားအော်အဲ့လိုလေးဖြေတော့ပြေးသွားတယ်ဆရာတော်ကလေကူမှာစာတင်တဲ့ဖွင့်တာတန်ခါအပား200လောက်ရှိကိုရင်လေးတွေဒီနေ့တော့ကိုရင်ကြီးနဲ့ကိုရင်လေးနှစ်ပါးရံဖြစ်တော့ကိုရင်ကြီးကကိုရင်လေးကိုထိုးလိုက်တော့ကိုရင်လေးကငိုပြီးတော့ဆရာတော်ကိုလာတိုက်ဟာဘာဖြစ်လို့တော့ကလေးတပည့်တော်စားလိုက်တာဖရားတဲ့ကိုညတအားထိုးတယ်ဆိုကလေးကအငုံမတိတ်ရံဖြစ်တယ်အငုံမတိတ်ပဲလားငိုနေတယ်ကိုညဖရားဆရာတော်ချော့လည်းမရအောင်နောက်တော့ကိုရင်လေးကိုပြောရတယ်ကိုရင်မငိုပါနဲ့ကွာမငိုနဲ့အဲ့ဒီကိုကြီးကကြီးရင်သေမှာမင်းဘာမှလုပ်เสียမလိုဘူးလို့အဲ့ဒါလေးပြောလိုက်တော့တိတ်သွားတယ်ဗျာ။အော်ပရမရှော့တယ်မပြောမတိတ်ကိုမတိတ်တာ။နောက်တော့လေအဲ့လိုအော်ကိုကြီးမင်းမငုံနဲ့အဲ့ဒီကိုကြီးကိုလေးမငုံနဲ့အဲ့ဒီကိုကြီးကကြီးရင်သေမှာလို့ပြောလိုက်တော့လေကလေးကအငိုတိတ်သွားတယ်။တို့စိတ်ထဲမှာမကျေနပ်တဲ့သူတွေမရှိဘူးလား။ဘာမှမဖြစ်နဲ့သူလဲသွားမှာပဲတို့တွေအဲ့လိုရှားကြံပြီးဖြေရတာလေမှန်လားမမှန်ဘူးလားဟောအဲ့ဒီလူလဲသွားမှာပါပဲလို့အဲ့လိုတွေးကြလေမကျေနပ်တဲ့သူတွေလေရှိတယ်မို့လားဟောသေစီခြင်းနဲ့စိတ်တော့မဟုတ်ပါဘူးသူလဲဒီလန်းလိုက်ရလားမလိုက်ရဘူးလားအော်အချိန်တစ်ခုပါပဲပြောချင်တာကအားလုံးကအကြာကြီးလားခဏလေးလားခဏလေးပဲဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လို့များဖြစ်တည်မှုအရှိတရားပေါ်မှာမှန်တက်နေမှာလေဖြစ်ပြီးမှတော့အပြစ်ကြီးရမနေနဲ့ပေါ့ခစ်ကြီးကမကောင်းတာကိုဘဝရဲ့ဖြစ်တည်မှုကဒီလိုဖြစ်နေတဲ့ကိုဘဝရဲ့အကျိုးပေးကဒီလိုဖြစ်သွားပြီးဒီလူတွေကဒီလိုဆက်ဆံသွားတယ်ဒီလိုပြုတ်မွေသွားတယ်ဒီအလောက်ကဒီလိုပြက်သွားတယ်မပြေဘူးလက်ခံလိုက်ပြီးတော့မခံစားနဲ့ပြန်စူးစမ်းတာပေါ့အချိန်တစ်ခုတောင့်ခံပြီးတို့တွေပြန်ထမှာပေါ့ကိုဘဝနဲ့ကိုပဲလေကိုဘဝနဲ့ကိုပါပဲဘာလို့အငိုတွဲနေမှာမျက်ရည်ကျယုံနဲ့အခက်တွေကကြကုန်မှာမဟုတ်တာကိုလဲရင်ကိုပြန်ထကိုကြရင်ကိုပြန်တက်ဘယ်သူလက်မှမဆွဲနဲ့ကိုအားနဲ့ပဲကိုယုံဒါအကောင်းဆုံးပဲလေဆရာတော်ကဗျာလေးရေးတယ်ကိုဘဝနဲ့ကိုပါပဲအဲ့လိုလေးဖြည့်ကြည့်လိုက်စမ်းသူများဘဝကိုအားကြလို့ရတယ်လေကိုဘဝရဲ့ဖြစ်တည်မှုနဲ့ကိုပဲလေအဲ့လိုဆိုတော့ကိုဘဝကိုဖြစ်ရကောင်းလားဆိုရင်တောကတွေများနေလို့ပြေသွားမှာမဟုတ်တာတော့ပေါ့လားကိုယ့်ရဲ့ဒီမှာဖြစ်တည်မှုအရှိတရားလက်ခံအချိန်တန်တော့ပြီးသွားတယ်အဲ့ဒါချမ်းသာကိုပြောတာမြတ်စွာဘုရားကရောင်ရဲခြင်းဆိုတာအပြင်းကြီးခိုင်းတာမဟုတ်ဘူးကြိုးစားအားထုတ်ရမယ်ဝိရိယကိုမလျှော့နဲ့ကြိုးစားတဲ့အတိုင်းဖြစ်လာရင်အစဉ်ပြေလဲအစဉ်ပြေလို့ဆိုမှတ်မတက်နဲ့အစဉ်မပြေလဲအစဉ်မပြေလို့ဆိုတော့ကမဖြစ်နဲ့နော်ဒီဖြစ်တည်မှုကိုကောင်းကောင်းဆိုလက်ခံအချိန်တန်တော့လည်းပြီးမသွားဘူးလားပြောင်းလို့လည်းမဆောင်နဲ့မကောင်းလို့မကောင်းတော့ကမဖြစ်နဲ့လက်တည်မှုဖြစ်တည်မှုလက်ခံနိုင်အောင်ကြိုးစားရှိခြင်းမရှိခြင်းအကြာကြီးလားခဏလေးလားခဏလေးပဲလေဘာဖြစ်တော့ကဖြစ်နေမှာလဲဆိုရှိခြင်းမရှိခြင်းကိုယ်စိတ်တွင်ခံပြင်းဒေါသမဖြစ်နဲ့ဘာမှမကြာခဏပါတရားအသိနဲ့ဆင်ခြင်းပါရှိခြင်းမရှိခြင်းကိုယ်စိတ်တွင်ခံပြင်းဒေါသမဖြစ်နဲ့ဘာမှမကြာခဏပါတရားအသိနဲ့ဆင်ခြင်ပါ
ရှိတာလဲခဏပါပဲမရှိတာလဲခဏပါပဲရှိခြင်းမရှိခြင်းရဲ့ဖြစ်တည်မှုကိုလက်ခံအဲ့ဒါကကျင့်နှံ့အောင်လေတတ်တဲ့စိတ်အဲ့ဒါရောင်ရဲခြင်းလို့ပြောပါတယ်ဗျာရောင်ရဲတာနဲ့အပြင်းကြီးတာရောမချနဲ့မြတ်စွာဘုရားကရောင်ရဲခြင်းဟာချမ်းသာတယ်လို့ပြောတာကမကြိုးစားခိုင်းတာမဟုတ်ကြိုးစားခိုင်းပါတယ်ရလက်လာရင်ကောင်းကောင်းဆိုအဲ့ဒီရလက်ကိုအရှိအတိုင်းကိုယ်စိတ်ကိုမပြောင်းလဲပဲနဲ့လက်ခံနိုင်တဲ့စိတ်ကချမ်းသာတယ်တော့ပေါ့လားဆိုရောင်ရဲခြင်းဟာဘဝမှာမန်စွာချမ်းသာ၏ရောင်ရဲခြင်းဟာဘဝမှာမန်စွာချမ်းသာ၏ဘေကဝေပရိသတ်လေးပါจิตသားจิตသမီးတို့ဣဒဤလောက၌ယာဣတရေနအကျင့်ကိုရှိသမျှအနေတကိုယ့်ရဲ့ဖြစ်တည်မှုအရှိတရားအပေါ်မှာတုတ်တီရောင်ရဲနိုင်ခြင်းကျင့်နှံ့အောင်နေတတ်ခြင်းဟာလည်းပဲဒုက္ခချမ်းသာအစစ်ချမ်းသာအမှန်တခုပါပဲရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းချမ်းသာခြင်းလိုက်တာတရားတော်ပရိသတ်ရေပါတရားမြတ်စွာဘုရားကချမ်းသာခြင်းတဲ့သူတွေအတွက်ချမ်းသာအောင်နေတတ်ထိုင်တတ်ဖို့ဆိုရင်ချမ်းသာ၄ပါးကိုဟောတော်မူတဲ့မိကောင်းဆွေကောင်းရှိတာဟာချမ်းသာတယ်နံပါတ်1ကနံပါတ်2ကရောင်ရဲခြင်းဟာချမ်းသာတယ်နံပါတ်3ကပုံညာဒုက္ခံပုံညာကုသိုလ်ကောင်းမှုရှိခြင်းဟာဒုက္ခချမ်းသာတယ်တတိယချမ်းသာကကုသိုလ်ရှိတာချမ်းသာတယ်ဘာရှိတာဘယ်အချိန်မှပိုတိမလဲလို့မြတ်စွာဘုရားအကြောင်းပြပြီးပြတ်ချက်ပေးတယ်ပုံညာကုသိုလ်ကောင်းမှုရှိခြင်းသည်ဇီဝိတသင်္ကယံသေခြင်းတရားနဲ့ရှင်လာတဲ့အခါမှာဒုက္ခချမ်းသာပိုပြီးသိလိမ့်မယ်တဲ့နော်ကုသိုလ်ကောင်းမှုရှိခြင်းဟာချမ်းသာတယ်ဘယ်အချိန်မှပိုသိလဲသေခါနီးမှာပိုသိလိမ့်မယ်ဘယ်ချိန်ပိုသိလဲအခုချိန်တော့သိမသိသေးဘူးဒါပေမဲ့သေခြင်းတရားနဲ့ရှင်လာတဲ့အခါမှာလေပြိဿသေခါနီးမှာသိအားကိုးရတယ်ဆိုတဲ့ယောက်ျားကိုအာယုံပြုလို့ရပါမလားယောက်ျားဆွဲသွားလို့လည်းမရဘူးသိပြီးတော့ပါရမီပြည့်ပတ်ကောင်းဖြစ်တဲ့မိန်းမကိုအာယုံပြုသွားလို့ရပါမလားသိပြီးအားကိုးရတဲ့သားသမီးတွေကိုအာယုံပြုလို့ရပါမလားပေကျင်းတရားနဲ့ရှင်နိုင်ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီလောဝတန်စားတဲ့စီးပွားတွေကိုအာယုံပြုလို့ရပါမလားယာဒူးကရောကဲဆိုတော့သေကင်းတရားနဲ့ရှင်လာရင်အာကိုရအစစ်ကကုသိုလ်ပဲစားထင်ရှားလားမထင်ရှားဘူးလား။ကြောင့်သေကာနီးမှာကုသိုလ်ရှိတာချမ်းသာတယ်လို့ပြောတာဆိုတော့ကုသိုလ်ကတော့ပရိသေကာနီးမှာမဟုတ်ပါဘူး။လက်ရှိနေတဲ့အခိုက်အတန့်မှာလဲလူချင်းတူရင်ကုသိုလ်ရှိတဲ့သူကသာတယ်တဲ့။လူချင်းတူရင်ကုသိုလ်ရှိတဲ့သူချင်းတူရင်ကုသိုလ်ပိုရှိတဲ့သူကသာတယ်တဲ့။လူချင်းတူရင်ကုသိုလ်ရှိတဲ့သူကသာတယ်ဆိုလူချင်းတူတာပဲဒါပေမဲ့ကုသိုလ်ရှိတဲ့သူကဘုန်းကြီးတို့ကိုရီးယားမှာတချို့ကလေးတွေဝင်ဖြည့်တယ်အမှတ်တရပြည့်တဲ့သူချင်းအတူတူပဲဝင်သူရေချင်းတူတယ်ဒါပေမဲ့လေအောင်စင်းလဲထွက်ပြီးတော့လေခေါ်စာရောက်တဲ့အခါကျတော့လေဟိုအရင်လူဟိုဘက်ကလူကအရင်ပါသွားသိလားအမှတ်ချင်းတူပေမဲ့ကုသိုလ်ပါတဲ့သူကအရင်ခေါ်စာရသွားတာမရသွားဘူးအတူတူပါသွားရင်တော့ဟိုရောက်တော့လေတွေးတဲ့တတိကွာသွားလားမကွာသွားဘူးလားတချို့ကျတော့အရန်နိုင်ကျင့်တဲ့တတိတွေရှိတယ်တချို့ကျတော့ကျင့်နာတတ်တဲ့တတိကွာသွားတယ်ဒီလူချင်းတူရင်ကုသိုလ်ရှိတဲ့သူကတာတယ်ဆိုမှန်လားမမှန်ဘူးအခုလည်းစိတ်ုံမှာကြည့်လေတချို့ကုသိုလ်ရှိတဲ့သူကျတော့တတိယဖေးပါပေးတာခံရတယ်အဆင်ပြေတယ်အဲ့လိုမျိုးတွေကြုံရလားမကြုံရဘူးလားဈေးသက်ချင်းတူရင်ကုသိုလ်ရှိတဲ့သူကပိုတာတယ်ဆိုဟိုဈေးရောက်နိုင်ရင်ဟိုဘက်ကပိုရောင်းကောင်းတာလည်းရှိတယ်လေကုသိုလ်ကပါလားမပါဘူးလားတော့ကုသိုလ်ကွာတယ်နော်ဒါကြောင့်ကုသိုလ်ကောင်းမှမိထားလို့မရဘူးနော်အစစ်မပြေတာတစ်ခုကြုံနိုင်ကုသိုလ်တစ်ခုကိုပိုတိုးလုပ်ပါတော့ပေါ့လားအခက်ခဲတစ်ခုကြုံနိုင်ကုသိုလ်ပို့ပြီးလုပ်ပါအတိုက်ခိုက်တစ်ခုကြုံနိုင်ကုသိုလ်ပို့ပြီးလုပ်ပါအားကိုးရာအစစ်ကကုသိုလ်ပဲဟုတ်လားအစစ်မပြေလို့ခုနကဗုဒ္ဓရဲ့သွားလို့ရင်ပို့ဆိုးလားမဆိုးဘူးလားဆိုးသွားတယ်နော်ရောက်မလို့ဘဝမှာကုသိုလ်ကအားကိုးရာအစစ်ပဲဆိုတို့တွေဟိုစီးပွားရှာရင်လည်းကုသိုလ်ရှာဖို့လိုလားမလိုဘူးလားလိုတယ်နော်ကုသိုလ်လို့ပြောလိုက်သူများတွေတိတ်နဲ့တောင်းနဲ့ချီပြီးလှူမှကုသိုလ်မဟုတ်ဘူးလေတော့ပေါ့လားလှူတတ်မယ်ဆိုကိုယ့်ရင်ဖျားတောက်တော့ရင်ဒီတိုင်းအဲ့ဒါကုသိုလ်ရတယ်လေတို့တွေလေပတ်စံကုန်စံမလို့ကိုတော်ရေတောက်သေးတာပဲဟုတ်လားတနေ့ကိုရေ3-4ဘူးတောက်တယ်လေမြတ်စွာဘုရားအလုသွားကန်ဒီမှာမြတ်စွာဘုရားကိုလေဘုရားချောင်းဆောင်လေးပုံမှာအဲ့ဒါရေဖန်ခွက်လေးတစ်ခွက်နဲ့အောက်ကပကံများလေးခံပြီးတော့လေအဲ့ပန်ခွက်လေးတဲ့ရေလေးထည့်ပြီးတော့လေမြတ်စွာဘုရားကိုအေးလေးအေးမြစေသလိုမြတ်စွာဘုရားနဲ့မြတ်စွာဘုရားတပည့်တော်အပဝင်းကြီးအကုန်လုံးအေးချမ်းပါစေဆိုတဲ့စိတ်ကလေးနဲ့ရေလေးကြည့်ပြီးတော့မျက်နှာရေကိုမြင်မေတ္တာပွားရင်းနဲ့လေမေတ္တာလေးပို့ရင်းနဲ့ရေကပ်ရင်ကုသိုလ်မရဘူးလား
ဟောရေအကျိုးဆယ်ပါတောင်းစရာမလိုပဲရတာလေပြောဒါနလုပ်ဖို့လွယ်လားမလွယ်ဘူးလားလွယ်ရတာပေါ့အဲ့ဒါကုသိုလ်ဆိုတာသူများတွေသိနဲ့တောင်းနဲ့ချီလှူတဲ့ပေါ်လှူနိုင်ဝမ်းသာပါတယ်တိုးတော်လည်းပဲတခါကျလှူတိုင်းလဲကုသိုလ်ဟာဖြစ်ချင်မှဖြစ်တာလေမှန်လားမမှန်ဘူးလားလူတိုင်းကုသိုလ်ကရကြမှာတချို့လည်းအများကြီးကုန်တာဒီတလို့တင်ဖုံးဆိုရင်အလူအောင်ပွဲတွေတော်ဟောတာတလို့ကပဲအလူတနေ့ကပဲအလူရေးစက်ချအဲ့ဒါတချို့အလူပွဲတစ်ပွဲမှာတခါကြီးတယောက်ကလေအလူရေးစက်ချကနေအစင်းလေးလာပို့ဟိုမရတဲ့ဒါလေးရေးစက်ချဖို့တဲ့ဒါဒီစုစုပေါင်းကုန်ကြစေအလူပါဗျာဘယ်လောက်တောင်လူတာကြည့်လိုက်တော့3200တောင်လူအော်3200လူတလို့ကလိုင်းပုံမှာတော့နည်းနည်းလေးနာမည်ကြီးသွားတယ်ကြည့်မနိုင်တစ်ပတ်ကလေ1000ခွဲအလူတဲ့အလူကြီး TikTok မှာ Facebook မှာတွေ့တာအဲ့မှာလေအလဲချောင်းရွာကဆိုဘုံပါတယ်အဲ့တရားဝဲဆရာတော်3ညနောက်ကပွဲတွေဆက်သူကဆိုင်းနေလဲပါတယ်အဆိုတော်တွေလည်းပါတယ်နော်သိန်းပေါင်း1000ခွဲလောက်ကုန်နေတဲ့သူအလူကြီးကလေမန္တထိုးတာပဲ250ရှိတဲ့လူတွေဘယ်လိုတွေရှိနေမှမသိဘူးအဲ့လိုလှူတာလေခုနအလူလဲအဲ့လိုပေါ့3200တခါကြီးအဲ့ဒါလေးစက်ချဖို့လာလျှောက်တော့တခါကြီးချပေးပါပေါ့လို့တခါလှူထားနေပါဦးလို့မုဒိတာပွားအောင်ဘာတွေဘယ်လိုကုန်တာလဲလို့မေးကြည့်တော့တရားပွဲဓမ္မပူဇာဘလောက်ပေါ့တန်ဃာတွေလှူတာဘလောက်ပေါ့မန္တထိုးတာကျွေးတာမွေးတာဘလောက်အဲ့ဒါတွက်လို့ရတဲ့စင်ရ3500လောက်တော့ထွက်ဟုတ်ပြီဒါတွေကအာယုံပြုပြီးရေစက်ချလို့ရတယ်ကျန်တဲ့900ကဘာကုန်တာလဲအောင်စဘူးငားတယ်ဗျာနော်တက္ကမအဝိစာချုပ်တယ်ဗျာဟိုအလှပြင်တာလဲပါသေးတယ်တဲ့မိတ်ကပ်ဆရာတွေငားတာအဲ့ဒါလေးဒီစေးထဲမှာပါတယ်ဆိုဟောခင်ဗျာအောင်စုငားလို့ကုန်တဲ့ပတ်စံကကျုပ်ကဘယ်ကောင်းစင်နဲ့ရေစက်ချပေးရမှာလဲအောင်စဘူးပစ္စယောဟောတူလုံးလို့မရဘူးလေနော်အဲ့ဒါဆိုခင်ဗျာဖယ်တာတော့ချလို့မခင်ဗျာမိမအလှပြင်တာကျုပ်ကဘယ်ကောင်းစင်နဲ့ရေစက်ချပေးရမှာလဲလို့အဲ့ဒါလည်းမထည့်နဲ့လေလို့ပြောလိုက်တော့1200 500ပဲကျန်တော့တယ်လေရေစက်ချလို့မရတဲ့900လေအဲ့လိုပြောတော့အလူရှင်ကဘယ်ကြိုက်မလဲသူကအမှန်ပြောတော့မကြိုက်ဘူးလေလူတွေကမြောက်ပြောတာကြိုက်တာလေဟုတ်တယ်မလားလူဆိုတာကောင်းတာလေးတွေပဲမြောက်ပြီးပြောပြီးစဒါပေမဲ့တို့တွေကအမှန်လေးထောက်ပြတော့ကောင်းတဲ့အိုက်ဖုန်းကြီးမပင်းတော့ဘူးဆိုဖြေခေါ်နော်မှန်တာကိုမကြိုက်ဘူးကောင်းတာပဲကြိုက်တာလေဟုတ်လားလူဆိုတဲ့တတ်တော်ကကိုနဲ့ပတ်သက်ရင်ကောင်းတာကိုပြောတာကြိုက်တာလားမှန်တာပြောတာကြိုက်ခင်ဗျားတို့ကအမှန်ကြိုက်လားအကောင်းကြိုက်လားဟောတော်တာပေါ့အမှန်မကြိုက်ဘူးလားတကယ်ကြိုက်တာလားတချို့လည်းရှိတယ်တို့တော့မဟုတ်တာလားမပြောနဲ့တို့ကမဟုတ်ရင်မခံဘူးဆိုတဲ့သူတွေမရှိဘူးလားအဲ့လူတွေသွားမဲ့ချင်းမဟုတ်ရင်မခံဘူးဆိုဟုတ်ရင်ရောခံလားဆိုဟုတ်ရင်လည်းမခံဘူးလေရက်ပုလို့ဂျပုလို့ခေါ်ရင်ကြိုက်လားမပူလားဆိုတော့ဒါဆိုညီတို့ကအမှန်မကြိုက်ဘူးလေအကောင်းကြိုက်တာလေသွားခေါ်တဲ့လူတခေါ်လို့ခေါ်ရင်ကြိုက်လားမခေါ်ဘူးလားဆိုတော့ခေါ်ရကဲအမှန်မကြိုက်ဘူးလေတခေါ်ကြဘလို့ပြောအမသဘောလေးနဲ့တော့အမြဲတမ်းချစ်စရာလေးပဲလို့အဲ့လိုပြောရင်ခေါ်တဲ့သူကဖြည့်သားတယ်လေကြိုက်တယ်လေဟုတ်လားမလားကောင်းတာကိုပဲကြားကျင်တာပြောတာကိုနဲ့ပတ်သက်တိုင်းမကောင်းတာကိုမကြားကျင်အမှန်ပြောရင်မကြိုက်ဘူးလေဟုတ်လားမဟုတ်ဘူးလားဟောအမဒီဝိစားနဲ့လိုက်တယ်နော်မဆန္ဒဒီဝိစားနဲ့လိုက်တယ်ဆိုမချွတ်တော့ဘူးလေချွတ်တော့ဘူးလေကြိုက်တာကိုဒီဝိစားလိုက်တယ်လေလို့ပြောမချွတ်တော့ဘူးလေတယောက်ကမဟင်ညီရလဲဘာကြီးဝတ်လာလဲမသိဘူးလို့ပြောကြည့်စိတ်ကထောင်းနဲ့ထတာဘာကြီးဝတ်ထားလဲလို့ပြောလိုက်တာနဲ့ဟိုလေစိတ်ကကိုပစံကိုဝတ်တာညီနဲ့ပါဆိုင်လဲဖြစ်ကုန်ရောအဲ့ဒါကြိုက်လားမကြိုက်ဘူးလားမကြိုက်ဘူးဒါဆိုကြီးတို့ကအမှန်ကြိုက်တာလားအကောင်ကြိုက်တာလားဒါနဲ့မြအမှန်ကြိုက်တယ်လေအော်ကြီးကျတယ်ပြောရတယ်နော်အော်လူဆိုတဲ့တတ်တယ်ကကိုနဲ့ပတ်သက်ရင်ကောင်းတာကိုပဲကြားကျင်တာခုနထောက်ပြတယ်လေ900ပဲချလို့ရ900ကပလုံးလို့ပြောရင်မကြိုက်တော့ဘူးတော့ပေါ့လားမို့လှူနိုင်လို့လှူတာလှူပါတိုးတော့ကုသိုလ်နဲ့အကုသိုလ်တွဲနေတာဆိုတော့တချို့ကိစ္စတွေဒါနလှူပေမဲ့ဒါနမမြောက်တဲ့အလှူတွေရှိတယ်ဆိုတာပြောချင်တာလေဒါမှမဟုတ်သူတို့လှူတဲ့ပုံမှာအားတက်လို့ရရင်ကိုယ့်အလှူကတော့ကိုနိုင်တဲ့လောက်လေးလှူရင်ဒါနကနေရာတိုင်းမှာလှုပ်လို့ရလားမရဘူးလားအော်ကုသိုလ်ရှိရင်ဘဝကအစင့်မြင့်တယ်ဆိုတော့အစင်မပြေတာတစ်ခုကြုံတိုင်းကုသိုလ်တစ်ခုတိုးလို့ဒါနလည်းသူတို့လွယ်တာပဲသီလကတော့ပတ်စံကုန်စရာလိုလားသီလစောက်တာပတ်စံပေးရလားဘုရားရှိသွားပြီး၅ပါးသီလလုံရင်ဟောအလိုလိုရတာလေပတ်စံမကုန်ပဲရတာလေမရဘူးလူတွေမဆောင်နိုင်ကြဘူးနော်
ဘာဝနာလဲဘဝနိုင်ဘာဝနာနဲ့ဖြည့်တရားနဲ့မှတ်ပြီးအိတ်ခါနေဟိုတွေ့နေအသက်ကလေးကိုတီးပြီးရှင်အိတ်ရထဲမှာတရားမှတ်လို့မရဘူးလားဒါနသီလဘာဝနာကုသိုလ်၃မျိုးလုံးနေ့စဉ်ဆုံးအောင်လုပ်ရင်အဲ့ဒါတွေအားကောင်းလာတဲ့တည်းကိုယ်လည်းအစင်မပြေတဲ့ကြားပဲပြေးလာလိမ့်မယ်လေဟုတ်တယ်မလားကုသိုလ်တွေအားကြီးလာတဲ့အခါအစင်မပြေတဲ့ကြားကပဲပြေးလာလိမ့်မယ်တဲ့အကုသိုလ်တွေအကျိုးပေးတော့မယ်ဆိုရင်အစင်ပြေတဲ့ကြားကပဲမပြေပဲဖြစ်တတ်တယ်ဒါကြောင့်ကိုယ့်အောင်စဉ်းစားကိုယ်ကံကိုယ်စိတ်ဘာပဲလုပ်လို့အစင်မပြေတော့ဘူးဆိုရင်အဲ့ဒါအကုသိုလ်တွေအကျိုးပေးဖို့လာတာအတိတ်ကံရဲ့ပစ္စုပန်ကံရဲ့အဲ့ဒါပေါင်းပြီးတော့အကျိုးပေးဘာလုပ်လို့အစင်မပြေတော့အစင်များမပြေရင်လေအိမ်မက်ထဲမှာတော့မဟုတ်တာလောက်ခံရတယ်လေအဲ့ဒါမျိုးရှိလားမရှိဘူးလားအဲ့ဒါအစင်မပြေတော့ဘူးဆိုအဲ့လိုပဲဘာလုပ်လို့အစင်မပြေတော့တာနိမှန်လားမမှန်ဘူးလားအစင်မပြေဖက်ချွတ်တာဖက်ကောက်စွတ်တာဒလွဲစွတ်တာလေဟုတ်လားမဟုတ်ဘူးလားအဲ့တော့တခါရရင်အဲ့ဒါဟောကိုစင်ကျင်တော့အစင်မပြေတာများလာပြီးဆိုရင်အကုသိုလ်တွေအကျိုးပေးတော့တယ်ကုသိုလ်တွေအားနေအဲ့ချိန်မှာကုသိုလ်ပို့လို့ဖို့လိုလားမလိုဘူးလားသီလကိုလုံအောင်လုပ်ပြီးတော့အနည်းဆုံး၅ပါးလောက်လုံအောင်ထိန်းပြီးတော့ကုသိုလ်ဒါနသီလသမထဘာဝနာစုံအောင်လှုပ်ဆန်းပါပတ်စံကုန်စံမလို့အဲ့ဒါတွေအားကောင်းလာရင်လေကိုသူတော်ကောင်းတွေကစောင့်ရှောက်တဲ့အခက်ခဲတွေကြော်လွှားမယ်အချိန်တစ်ခုပဲဒါကြောင့်ကုသိုလ်ကောင်းမှုရှိခြင်းဟာချမ်းသာတယ်ဆိုဒီဘဝလည်းချမ်းသာတယ်တေကာနီးလည်းချမ်းသာတယ်တေပြီးလည်းချမ်းသာချမ်းသာအာကိုရအစစ်ကကုသိုလ်ကလွဲပြီးတခြားရှိသေးလားရောက်ကုသိုလ်တည်တာအာကိုရလို့ပြောတာနဲ့အခုတော့ကိုယောက်ျားအာကိုရမိန်းမအာကိုရတော့အခုတော့ပြောလို့ရတာပေါ့ဒါပေမဲ့တေခြင်းတရားရှင်လိုက်တန်တရားနဲ့ရှင်လိုက်အာကိုရယောက်ျားကြီးဖက်ပြီးတော့သေလို့ရပါမလားသွားမှာပဲအောက်ကိုသွားမှာအဲ့လိုဖက်သွားလို့မရအောင်နော်အဲ့တော့ကုသိုလ်လေးကာယုံပြုတ်ပြီးသွားမှာကောင်းတဲ့ဘဝရောက်မှာဆိုတော့ကုသိုလ်စွမ်းအားကအရေးကြီးလားရေးမကြီးလားကုသိုလ်ရှိတာချမ်းသာတယ်အဲ့ဒါပြောတာလေဆိုကုသိုလ်ရှိတာဘဝမှာမှန်စွာချမ်းသာ၏ကုသိုလ်ရှိတာဘဝမှာမှန်စွာချမ်းသာ၏ဘေကဝေပရိသတ်လေးပါချက်သားချက်သမီးတို့ဣရာဤလောက၌ပုံညာကုသိုလ်ကောင်းမှုရှိခြင်းသည်ဇီဝိတသင်္ကယံမိသေခြင်းတရားနဲ့ရှင်လာတဲ့အခါမှာပဲဖြစ်ဖြစ်ရှင်နေတဲ့အခိုင်အတန့်မှာပဲဖြစ်ဖြစ်သေပြီးနောက်ဘဝမှာပဲဖြစ်နိဗ္ဗာန်တိုင်အောင်ကောင်းတဲ့ချမ်းသာကိုဒုက္ခချမ်းသာမှုကိုဖြစ်စေနိုင်တယ်ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းချမ်းသာခြင်းလိုက်တာတရားတော်ပရိသတ်ရေပါတရားမြတ်စွာဘုရားကချမ်းသာခြင်းနဲ့သူတွေအတွက်ချမ်းသာအောင်နေတတ်ထိုင်တတ်ဖို့အတွက်ချမ်းသာ၄ပါးကိုဟောတော်မူတဲ့နံပါတ်1ကမိကောင်းဆွေကောင်းရှိတာချမ်းသာတယ်နံပါတ်2ကရောင်ရဲခြင်းဟာချမ်းသာတယ်နံပါတ်3ကကုသိုလ်ရှိတာချမ်းသာတယ်ဘယ်နှမျိုးရသွားပြီနံပါတ်4ကဒုက္ခနဲ့ဆင်းရဲဒုက္ခသဗ္ဗတဒုက္ခတဒုက္ခပဟာနာဒုက္ခကင်းတာချမ်းသာတယ်တဲ့ဘာကျင်းတာဆိုတော့ဒုက္ခကင်းတာချမ်းသာတယ်ဆိုတော့ဒုက္ခက2မျိုးရှိတယ်ကာယိကဒုက္ခစေတသိကဒုက္ခရုပ်ဒုက္ခနဲ့စိတ်ဒုက္ခပြောရုပ်ဒုက္ခကတော့ခန္ဓာရနေတော့ကင်းလို့ရပါမလားဘယ်ဆိုပြရလဲခန္ဓာရှိတော့ခန္ဓာဒုက္ခရှိတာလေဒါရုပ်ဒုက္ခကင်းဖို့ကတော့တို့တွေရှင်းနေသည်များအသက်ရှိနေများရုပ်ရနေသည်ဒုက္ခတော့မုတ်ချတွေ့မှာရုပ်ဒုက္ခကင်းအောင်လုပ်လို့ရပါမလားအရေးကြီးတာစိတ်ဒုက္ခကင်းဖို့ဘာဒုက္ခကင်းဖို့စိတ်ကလေးဒုက္ခကင်းချမ်းသာတယ်လို့ပြောစိတ်ဒုက္ခကင်းတယ်ဆိုစိတ်ကိုဒုက္ခရောက်အောင်လုပ်တာတခြားအရာတွေကလုပ်တာလားကိလေသာတွေကလုပ်တာလောဘကြီးတဲ့စိတ်ကမချမ်းသာတော့ဘူးလေဒေါသတွေများတဲ့စိတ်ကချမ်းသာပါမလားမောဟမာနတွေရှိတဲ့စိတ်ကချမ်းသာပါမလားအဲစိတ်ဒုက္ခကင်းဖို့ဆိုရင်အဲ့ကိလေသာတွေကင်းမှဖြစ်မှာလေဟုတ်ရဲ့လားကိလေသာတွေကင်းဖို့ဆိုရင်နိဗ္ဗာန်ရမှဖြစ်မှာလေနိဗ္ဗာန်ယဟန္တာဖြစ်မှာလေဒါဆိုကိလေသာကုန်ဖို့ဆိုရင်စိတ်ဒုက္ခကင်းဖို့ကိလေသာကုန်ဖို့ဆိုရင်တို့ရိယယဟန္တာကိလေသာတွေအကုန်ပဲတဲ့ယဟန္တာဖြစ်မှာနိဗ္ဗာန်ရမှရောက်မှာဆိုတော့ဒုပရိသတ်တွေကယဟန္တာဖြစ်ဖို့နီးပြီလားနိဗ္ဗာန်နဲ့ရောနီးပြီလားဘယ်လောက်တောင်နေမနီးတာတော်တော်လေးကိုမနေတာတော်တော်ဝေးနေတာနော်ပြောဗဇက်ကနိဗ္ဗာန်သာပစ္စည်းဟောသူဘုန်းကြီးချပြီးတော့စိုးနေတာလေစိတ်ကတပည့်တော်မှမဖြစ်ဘူးသိလားဟုတ်တယ်မလားအဲ့ဒါဆိုတော့တို့ကလိုက်ရင်းနဲ့ဝေးနေတာနိဗ္ဗာန်လေမလိုက်ဘဲနဲ့နေနေတာသုတ်တန်လေဘယ်နဲ့ပိုနေဟ
သုတ်တန်နဲ့ဘယ်လောက်တောင်နေဒီနေ့မှတင်ကြမ်းကုန်ရှိလားသုတ်တန်ကတော့လေအချိန်မြေးနီးနိုင်တယ်လေကတိကပြုတ်ကြရင်လည်းသိနိုင်တယ်လေမသိနိုင်ဘူးလားအဲ့နေရောမသိနိုင်ဘူးလားဟောဒါဆိုရင်တို့ကနိဗ္ဗာန်နဲ့ဝေးပြီးသုတ်တန်နဲ့ပိုနီးလားမနီးဘူးလားဒါဆိုစိတ်ဒုက္ခကင်းဖို့ကိလေသာကင်းဖို့နိဗ္ဗာန်ရမှုဆိုတို့အတွက်အများကြီးဝေးလိုတာပေါ့အဲ့လိုတွင်းရင်တော့ဒီဒုက္ခကင်းတဲ့ချမ်းသာကိုတပည့်တော်မခံစားတော့အဲ့လိုမတွေးနဲ့မြတ်စွာဘုရားရဲ့နိဗ္ဗာန်ကိလေသာကင်းခြင်းနိဗ္ဗာန်ဆိုတာတခြားဘာသာဝင်တို့ကောင်းကင်ဘုံအဲ့လိုနိဗ္ဗာန်ဘုံမဟုတ်ဘူးနေရာမဟုတ်ဘူးတို့နိဗ္ဗာန်လေဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ဆိုတာနိဝါဏတဏမရှိတာနိဗ္ဗာန်ကိလေသာမရှိတာနိဗ္ဗာန်လို့ပြောတယ်ဘာမရှိတာနိဗ္ဗာန်ကိလေသာမရှိတာနိဗ္ဗာန်လို့ပြောရင်ပြိဿသေမလားကိုယ်တဏ္ဍမှာကိလေသာမပေါ်တဲ့အခိုက်တာအဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နိုင်လားမပြုတ်နိုင်လားဝင်လေထွက်လေမှတ်လို့တမတ်မှတ်လို့ရတဲ့ကိလေသာမပေါ်ဘူးဆိုရင်အဲ့တမတ်ကနိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နေတာပဲလေ9မိနစ်ကိလေသာမပေါ်ဘူးဆိုရင်9မိနစ်နိဗ္ဗာန်မျက်မှောက်ပြုတ်တာပဲလေကိလေသာတဏှာကြီးမပေါ်မှတ်နဲ့တဏှာကြီးတွင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နေတာလေလုံးဝမပေါ်တော့ဘူးဆိုလုံးဝနိဗ္ဗာန်ရတာပေါ့မှန်လားမမှန်ဘူးလားအဲ့လိုတွေးတော့တို့ကဒီဒုက္ခကင်းရာကိုခံစားလို့ရလားမရဘူးလားတချို့ကလည်းကလေးတွေကတေချာနားမနေတော့လေဟုတ်နိဗ္ဗာန်ကတဲ့နိဗ္ဗာန်ရောက်ရင်ဘာမှမရှိဘူးလို့ပြောတယ်တဲ့ဘာမှမရှိဘူးဆိုပြင်းစရာကြီးတယ်မသွားတော့ပါဘူးတဲ့အဲ့လိုနောက်ပြောင်းရပြောတဲ့သူတွေရှိတယ်ကိုရီးယားလည်းအဲ့လိုပဲတဲ့ကိုရီးယားတရားဝဲတစ်ပွဲမှာအဲ့ဒါစနစ်နဲ့ယောပန်လွန်ခေါင်းကြီးတော့ခဲဆိုယောပန်အမှုကိုတူ option ရှိမာကက်တာကိုယဟန်ကို option ရတယ်အဲ့လိုပြောတယ်ကိုရီးယားတရားဝဲမှာလေယောပန်လွန်ခေါင်းဤတာသူတို့ကိုရီးယားယောပန်ဆိုနိဗ္ဗာန် is တုံညတနိဗ္ဗာန်ကတုံညဝါဒတုံညတ nothing ဘာမှမရှိလို့ပြောရင်တဲ့နိဗ္ဗာန်ယောပန်လွန်ခေါင်းကြီးရဲ့ရိုးတဲ့နိဗ္ဗာန်ဘာမှမရှိဆိုပြည့်စရာကြီးပေါ့ဗျာတဲ့သူလည်းအဲ့လိုပြောတော့လေမဟုတ်ဘူးလို့ယောပန်အမှုကိုတူ omnungos အနိယေယောလို့ပြောတာနိဗ္ဗာန်ကဘာမှမရှိဘူးမဟုတ်ဘူးနော်လို့နိဗ္ဗာန်တဏိဒုက္ခလက္ခဏာဗုဒ္ဓဘာသာနိဗ္ဗာန်လေနိဗ္ဗာန်မှာတဏိဒုက္ခလက္ခဏာငြိမ်းအေးခြင်းလက္ခဏာရှိတယ်တဲ့ဘာလက္ခဏာရှိမရှိတာလားရှိတာလားယောပန်အမှုကိုတော့ omnungos အနိယေယောကိုယဟန်ကိုအစ္ဆောယောပြောပြကိုရီးယားလိုလေနိဗ္ဗာန်မှာဘာမှမရှိတာမဟုတ်ကိုယဟာတာဆိုတာတန်တိဒုက္ခဟိမ့်ဘုခါတာဆိုချမ်းသာအဲ့ဒါရှိတယ်လို့ပြောပြနိဗ္ဗာန်ကတန်တိဒုက္ခလက္ခဏာငြိမ်းအေးချမ်းသာခြင်းလက္ခဏာရှိတယ်ဆိုနိဗ္ဗာန်ကဘာဖြစ်လို့တန်တိငြိမ်းအေးတာလဲလို့ပြောရင်လောဘမပေါ်လို့ငြိမ်းတာဒေါသမရှိလို့ငြိမ်းတာမောဟမာနလို့မရှိတယ်ငြိမ်းတာလေနိဗ္ဗာန်မျက်မှောက်ပြုသွားအဲ့ဒါတွေမပေါ်တော့ဘူးအဲ့ဒါချမ်းသာလေရောက်တို့တွေကနိဗ္ဗာန်ကိုအကျွင်းမဲ့ရသွားတယ်ကောင်းပေမဲ့မရခင်စัจ जा တရားလေးမှတ်ပြီးနေကိလေသာလေးကိုခွာထားလို့ရှိရင်အဲ့ဒီခိုင်တချို့ဆိုတရားတွေချို့သိန်းနီးတွေဆိုရင်အောင်လံသိန်းဆရာတော်ကြီးနီးတွေဆိုရင်သူမဟာပလင်းဆို9နာရီ10နာရီ15နာရီတော့ထိုင်တာလေဆိုသူတို့အဲ့ကာလမှာသူကဘာမှမပေါ်ဘူးသူတို့ကအဲ့မှာတမာတိလေးနဲ့နေတာဆိုတော့15နာရီတော့အပေါ်ပွားလည်းမတော့ဘူးမြတ်စွာဘုရားတွေသူတော်ကောင်းကြီးနေនិရောဓတမဘဝင်စားဇံဖိုးဝင်စားနေတာဇံနဲ့နေတာတမာတိနဲ့နေတာလေရုပ်တွေခဏထားတာပြီးတော့အဲ့ဒါနံလေးနဲ့နေတော့သူတို့ချမ်းသာတယ်ပေါ်ပွားသွားစားစရာမလိုသူကတရားချမ်းသာနေအဲ့ဒါကိုယောဟတာတန်တိတုကငြိမ့်အေးတာပဲလေတို့လည်းတရားအထုတ်ရင်းနဲ့တခါတခါမကြီးတရားမှထိုင်ဘူးတာပဲခါကျ9မိနစ်နိုင်ဝက်လောက်ထိုင်တယ်ထိုင်လို့ကောင်းနေတာလေကြုံရတယ်လေမကြုံရဘူးလားပေါ်ပြီးတော့ပါပြီးအေးချမ်းလိုက်အဲ့ဒါချမ်းသာပဲလေတော့ပေါ့လားပြောဒုက္ခကင်းတာချမ်းသာဆိုတာဟိုလိုအကျွင်းမဲ့ပင်မမဟုတ်ဘူးကိလေသာကိုတတိလေးကပ်ပြီးဂျားမခိုးအောင်မပေါ်အောင်မှတ်နိုင်ရောအဲ့ဒါချမ်းသာပဲဆိုတော့တို့တွေအဲ့ဒီချမ်းသာလည်းပဲကြံတဲ့အချိန်မမှတ်နိုင်အဲ့ရတဲ့ရောက်ရင်အဲ့ဒါလေးအသက်ကလေးကိုတိပြီးရှူတဲ့အချိန်လေးနဲ့တရားလေးမှတ်ပြီးအဲ့လိုမရဘူးလားအဲ့ဒါအဲ့ရရိတ်တာပဲလေဟိုစိတ်ပိုင်အဲ့ရရိတ်တာပဲမို့လားစိတ်မပိုင်ရိတ်တာလည်းအဲ့ရပဲလေရှုရိတ်တာတော့အေးအေးပြန်လာတဲ့ဟာတွေမရှိဘူးလားရှိလားအိမ်မနေကောင်းမပိုင်မအိတ်တဲ့သူရိတ်သားရအန်ထိုင်ရငိုက်တက်လာတယ်ဟုတ်တယ်မလားစိတ်ပိုင်ရင်အိယာဟာရိတ်သားဖြစ်တယ်လို့စိတ်မပိုင်ရိတ်သားဟာလည်းအိယာပါပဲဆိုတော့စိတ်ပါလက်ပါနဲ့အိယာတဲ့ဝင်အစ်ကလေးကိုတိပြီးတတိလေးနဲ့ရှူရင်တရားမှတ်လို့ရလားမရဘူးလားအဲ့ဒီအချိန်မှာတို့တွေအိတ်9မိနစ်တွင်တတိလေးနဲ့မှတ်ပြီးတော့အိတ်တော့အိပ်ပျော်သွားကောင်းကောင်းအိပ်ပျော်သွားတယ်မနေ့ကလည်းကောင်းကောင်းနိုးထားတယ်တရားလေးနဲ့ပျော်တရားလေးနဲ့နိုးတယ်လေတချို့ကြအိပ်ရတဲ့ကြမှာဟိုအတွေးဒီတွေးဟိုလူစိတ်မချဒီလူစိတ်မချစိတ်မချတော့အိပ်မရဘူးလေအတွေးတွေနဲ့တိုင်ပတ်ပြီးအိပ်မပျော်တဲ့ညတွေမရှိဘူးလားအဲ့ဒါမျိုးတွေရှိအဲ့အတွေးတွေကဒုက္ခပြီးတော့အဲ့စိတ်နဲ့တည်သွားရင်အပယ်လားမှာလေ
ဒါအဲ့ရတဲ့ရောက်မှဘာဖြစ်လို့အတွေးတွေယူလာမှာလဲအကုန်လုံးလွတ်ချပြီးတော့စိတ်ကလေးကို relax လုပ်ပြီးခေါင်းပေါ်ခေါင်းလေးချပြီးတာနဲ့ကိုယ့်ရဲ့လှဲလျောင်းနေတဲ့ပုံလေးကိုစိတ်ကလေးနဲ့မြင်အောင်ကြည့်ပြီးတော့အသက်ကလေးကိုတီးပြီးရှူရင်အဲ့ရတဲ့မှာတရားမှတ်လို့မရဘူးလားအဲ့ချိန်လေးလေ့ကျင့်လုပ်ထားတော့အခုတည်းကလုပ်တာဘုံကတည်းငငယ်တွေကလေ့ကျင့်တာအဲ့ဒါဆိုတော့ကိုဘဝမှာလေအိတ်မပြောတဲ့ညဆိုတာမရှိဘူးခေါင်းပေါ်ခေါင်းချ9မိနစ်အတွင်းအိပ်ပြောဘာလို့လဲအလေးကျင့်လုပ်တာဝင်လေထွက်လေမှတ်တဲ့အလေးကျင့်လုပ်တာတော့အလိုလိုခေါင်းပေါ်ခေါင်းချပြီဆိုစိတ်ကဘာမှမတွေးတော့ပဲအသက်ကလေးကအလိုလိုသိပြီးရှုတတ်တယ်အလေးကျင့်လေ practice ရနေပြီမင်းတို့အဲ့လိုရပြီလားမရသေးအဲ့ရပေါ်ရဘာတွေးစုံတွေးတာလေမလီပင်မန်းနေဗျာတဲ့တရားပင်မန်းလို့ဆိုမြတ်စွာဘုရားအာနာပါဗျာဒီလိုပင်မန်းလို့ဗျာတဲ့ဘုရားကိုနောက်နေ့မှရှိခိုးတော့မေးဘုရားကြတော့9မိနစ်တော့အချိန်မပေးနိုင်ခေါင်းပေါ်ခေါင်းချဖုံးလေးကောက်ကင်တစ်တော့ကြည့်လိုက်တော့မနေ့2နာရီထိုးသွားတယ်ကြည်စမ်းဘုရားကြတော့ပင်မန်းလို့9မိနစ်အချိန်မပေးတစ်တော့သွားပုတ်တဲ့အခါကျတော့2နာရီကျအေးစေးပဲလေကဲခင်ဗျားတို့ကုသိုလ်ပြောလားအကုသိုလ်မှပြောလားပြောလိုက်တာဟိုမှာမိုင်းမလည်းကြည့်ပါတရားနင်းတို့ကပတ်စံမဟာတရားရှာနေရတာလေဟိုမှာဗမာကြီးမှာဇက်ပွဲတွေကြည့်ပြီးတော့ပတ်စံတွေချလိုက်တဲ့လူတွေအများကြီးပဲနော်ဘယ်ရနေမှမသိတာတဲ့နော်အဲ့လိုမျိုးရှိလားမရှိဘူးလားမဟုတ်ချတဲ့လူတွေရတာကိုမနာလို့ဖြစ်တာမဟုတ်ဒီတက္ကမတွေဘယ်ရနေမှမသိအဲ့ဒါကိုတွေးနေတာသိလားပတ်စံတွေအားရပါမတချို့တွေမတွေးပါတယ်မအောင်စဘူးလို့စမ်းရည်လို့ဒေါ်လာတွေရောစိန်လက်စွပ်တွေရောမလေးပတ်စံ900တဲ့100တဲ့ကြည်စမ်းဟိုနှာနဲ့အားပေးတာလေအဲ့လိုမျိုးပြောတယ်မကောင်းဘူးလေနော်မကောင်းဘူးအဲ့ဒါပဲကြည့်အဲ့ဒါကြောင့်ဘယ်ရမှမသိဘူးနော်ကြောက်9နာရီမနဲ့နေထွက်တဲ့အထိမပြန်ဘူးအားပေးတယ်ဟိုတရားဟုတ်မြဲအဲ့လိုအားထုတ်ရင်အခုရမ်းတာတွေဖြစ်နေပြီတရားကြောင့်9မိနစ်ဟိုကရာဒီရဟိုကပူဒီရပူနေအဲ့ဒါကြောင့်ရားလို့ရမှမသိဘူးနော်စိုးတယ်လေအကုသို့မှပျော်လားမပျော်ဘူးလားပျော်တာလေပျော်တာတို့ကရှာကြံပြီးတော့ပျော်တာဆိုပျော်ကြပါစေနော်ပျော်ကြပါသူကပျော်တခစ်တိထားလိုက်တော့ဆိုဘသူပျော်မပျော်ကိုဘဝအတွက်ကိုယ့်ရဲ့တရားလေးနဲ့နေဖို့လိုလားမလိုဘူးလားဒုက္ခလေးတွေအခိုက်အတန့်ကင်းရင်ချမ်းသာဖြစ်တဲ့ကြောင့်အဲ့ရထဲမှာတရားလေးမှတ်တဲ့အလေးချင်းနဲ့နေအဲ့ဒါဒုက္ခကင်းတဲ့ချမ်းသာကိုအခိုက်အတန့်ရပါတယ်ကိလေသာလုံးဝမပေါ်စေနိဗ္ဗာန်မျက်မှောက်ပြအလုံးစုံပြည့်စုံတဲ့ချမ်းသာကိုရတာပေါ့ဗျာအဲ့ဒါချမ်းသာအစစ်ပဲလေဆိုဒုက္ခပဲခွာဘဝမှာမှန်စွာချမ်းသာ၏ဒုက္ခပဲခွာဘဝမှာမှန်စွာချမ်းသာ၏ဘေကဝေပရိသတ်လေးပါချက်သားချက်သမီးတို့ဣဒဤလောက၌သဗ္ဗတာဒုက္ခတာအလုံးစုံသောစိတ်ဒုက္ခအပေါင်းကိုဘာနှံပဲခွာနိုင်ခြင်းဟာလည်းပဲဒုက္ခချမ်းသာအစစ်ချမ်းသာအမှန်ပါပဲရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းချမ်းသာခြင်းလိုက်တာတရားတော်ပရိသတ်ရေပါတရားမြတ်စွာဘုရားကချမ်းသာခြင်းနဲ့သူတွေအတွက်ချမ်းသာ၄မျိုးကိုဟောတော်မူတယ်ချမ်းသာဘယ်နှမျိုးနံပါတ်1ကမိတ်ကောင်းဆွေကောင်းရှိတာချမ်းသာတယ်နံပါတ်1ကနံပါတ်2ကရောင်ရဲခြင်းဟာချမ်းသာတယ်နံပါတ်3ကကုသိုလ်ရှိတာချမ်းသာတယ်နံပါတ်4ကဒုက္ခကင်းတာချမ်းသာတယ်ချမ်းသာဘယ်နှမျိုးအဲ့ဒီ၄မျိုးပါလေမြတ်စွာဘုရားလေကြီးညိုလိုက်တာတို့ဘုရားကလေတပ်ပင်ညွတ်တဲ့ဉာဏ်နဲ့ဟောတဲ့အတွက်ကြောင့်ချမ်းသာ၄ပါးကိုတော့လက်မှုမရှိအောင်လူလောကလူမှုဆက်ဆံရေးလေဟောထားပေးတယ်သိလားဆက်တန်ရေးလေမိတ်ကောင်းဆွေကောင်းလူတယ်ဆိုတဲ့အကောင်းဆုံးမိတ်ဆွေကကိုပဲတဲ့ကိုတွေ့လေဟုတ်တယ်လားနောက်ပြီးတော့ဘဝမှာနေနေတိုင်းနေဖြစ်ချင်တိုင်းမဖြစ်တဲ့အခါဖြစ်တည်မှုကိုလက်ခံအဲ့ဒါချမ်းသာတဲ့ရောင်ရဲခြင်းဟာချမ်းသာဘဝနေနေလေဟောမသွားဘူးလားဟောလိုက်တာပြီးလို့ရှိရင်ကုသိုလ်လည်းလိုတယ်တဲ့ပစ္စုပန်တန်တရာနိဗ္ဗာန်တန်ကုသိုလ်မပါလို့မရကုသိုလ်ရှိဖို့လည်းဟောသွားတယ်နောက်ဆုံးဒုက္ခတွေကင်းဖို့နိဗ္ဗာန်အထိတောင်ဟောပေးသွားတာလေလူမှုဆက်ဆံရေးဘဝနေနေတန်တရာလင်လီနိဗ္ဗာန်ရောက်နေအစားဘုရားတခါတည်းဟောမသွားဘူးလားအဲ့ဒီချမ်းသာ၄ပါးကိုရရင်ချမ်းသာအစစ်ဖြစ်ပါတယ်ဆိုချမ်းသာကျင်လိုက်တာဆိုသူတွေအတွက်ဒီ၄ပါးရအောင်ကြိုးစားရင်ချမ်းသာပါပြီဗျာချမ်းသာဘယ်နှပါ၄ပါးပါဗျာဘယ်နှပါလောက်ရပြီထင်လဲဘယ်နှပါလောက်ရပြီထင်လဲ
ဖြည့်စရာအဖြေမရှိဘူး၄ပါးလုံးရအောင်ကြိုးစားနေပါတယ်ဖေဟာလို့ပြောလိုက်ရင်အဖြေမှန်မသွားဘူးလားပြင်လိုက်တာနဲ့ရပြီလေဟုတ်တယ်မလားမိတ်ကောင်းစေကောင်းရှိအောင်ကြိုးစားကိုယ့်အတွက်မိတ်ဆွေကိုယ်ပဲကိုယ့်ကိုသစ္စာစီးလိုက်လေရမသွားဘူးလားရောင်ရဲကြီးအချမ်းသာဆိုလက်ခံလိုက်ဒါဆိုပြင်လိုက်တာနဲ့ရမသွားဘူးလားဗျာကုသိုလ်ရှိအချမ်းသာကုသိုလ်အမြဲတမ်းလုပ်နေတာပဲလေအဲ့ဒါလည်းရဲ့နောက်ဒုက္ခကင်းတာချမ်းသာဆိုခုချိန်ကစပြီးအိမ်ရဲ့အိယာရဲ့ရောက်ရင်ဘယ်သူကမှမတွေးတော့ဘူးတရားလေးပဲနေမယ်ဆိုအဲ့ချမ်းသာမရနိုင်ဘူးလားသူကတွေးတာပဲလေဟိုရောက်ရင်လေဟိုလူတွေးဒီလူအဝေးတောင်လမ်းတွေးလိုက်တယ်ဥမလီဒုလူမျိုးကလေတွေးတာမှလေပူတာမှလေကိုကမီးတွင်းထဲမှာနေပြီးဟိုအီရန်စစ်ပွဲသွားပူနေတာလေဟုတ်တယ်မဟုတ်လားကိုကမီးလောင်နေသူများကိုပူနေတာလေမှန်လားမမှန်ဘူးလားဟောတော်ကရုဏာကြီးတဲ့ဟာတွေလေသူတို့ကငတ်နေတာဟိုဘက်ကိုသွားပူနေသေးတာဟုတ်တယ်မဟုတ်လားအဲ့တော့ကိုကကိုပူကြလို့ပြောတာအပူတွေမယူနဲ့ကိုကကိုနေတတ်အောင်နေကြပေါ့ဒါဆိုရင်ချမ်းသာတဲ့ဘဝနေနေရမသွားဘူးလားချမ်းသာချင်လိုက်တာဆိုတဲ့တရားလေးပြိတ္တ10နာရီနဲ့မိနစ်20ဆိုဆရာတော်တရားသားသက်သက်ကို1နာရီနဲ့15မိနစ်လောက်ဟောပါတယ်ဗျာရှော့မဟောပါဘူးမြန်မာပြည်မှာဟောတဲ့အတိုင်းပဲဟောပါတယ်နော်ဟောရှော့မဟောပါဘူးမြန်မာပြည်မှာဟောတဲ့အတိုင်းပဲမပြင်းအောင်ဟောပါတယ်ရှော့မဟောပါဘူးမြန်မာပြည်မှာဟောတဲ့အတိုင်းသူများမကောင်းကြောင်းကိုကောင်းကြောင်းလည်းပါပါတယ်ရှော့မဟောပါဘူးမြန်မာပြည်မှာဟောတဲ့အတိုင်းပဲလေမတိခလုတ်ထိခလုတ်လည်းလုပ်ပါတယ်ဖမ်းလို့မရအောင်ပြောပါတယ်ဗျာဒါဆိုတို့တွေကတရားလေးနာတာအရသာမရှိဘူးလားအဲ့ဒါပါပဲเนาะနာဖို့ပိသားတရားဖြစ်မယ်နာဖို့ထပ်မှန်နှကမမှတ်မိဘူးလားမှတ်မိပါတယ်အဲ့ဒါပို့မကောင်းဘူးလားဒါကြောင့်ဘဝမှာလေဆရာတော်ကပင်ပန်းမိမဲ့ဒီကိုကြွခြင်းရဲ့ရည်ရွယ်ချက်ကတရားဟောဖို့ကြွတာဖြစ်တယ်ဘုရားဓမ္မပူဇာကောင်းတယ်မရှိပါဘူးเนาะသဘောပေါက်လားအဲ့ဒါကြောင့်လဲဘက်ကလေးကြည့်ပြီးလက်ခံတဲ့ဘုန်းကြီးလေဂျာလွတ်တဲ့ရက်ဒီရောက်လာတာပဲမနေ့ကရန်ကုန်ပြန်ဟောပါပဲဆိုတော့တရားလေးကဒီလောက်ဆိုရင်ပုံပေါ်သွားပါပြီဗျာเนาะကျင့်တတ်ကြပါတော့ကျင့်တတ်ရဲ့လားအားရပါရပြောကျင့်တတ်ရဲ့လားကျင့်တတ်ပါဗျာဩမြန်သိမ့်ဆိုတဲ့သဘောပါအားရပြောတကယ်အားရပါရပေါ်ဩကျင့်တတ်ပြီဆိုတော့သိမ့်ဆိုတဲ့သဘောပါပဲဗျာလေးတွေဆိုပြီးတရားသိမ့်ကြအောင်ဆိုမိကောင်းရှိတာဘဝမှာမန်စွာချမ်းသာ၏ရောင်ရဲခြင်းဟာဘဝမှာမန်စွာချမ်းသာ၏ကုသိုလ်ရှိတာဘဝမှာမန်စွာချမ်းသာ၏ဒုက္ခပေခွာဘဝမှာမန်စွာချမ်းသာ၏ဘုံညာဝဒုက္ခံဇနေတိအဘုံညာဒုက္ခံဇနေတိရတမဘုံညာဝကတပံအဘုံညာနသကတပံဘေကဝေပရိသတ်လေးပါချက်သားချက်သမီးတို့ဣရာဤလောက၌ဘုံညာဝကုသိုလ်ကောင်းမှုကသာလင်ဒုက္ခံချမ်းသာကိုဇနေတိဖြစ်စေတတ်ပါပေ၏အဘုံညာမကောင်းမှုအကုသိုလ်ကတော့ဒုက္ခံဆင်းရဲကိုသာလျင်ဇနေတိဖြစ်စေတတ်ပါပေ၏တသမထို့ကြောင့်ဘုံညာဝကုသိုလ်ကောင်းမှုကိုသာလင်ကတပပြုလုပ်ကြရ၏အဘုံညာမကောင်းမှုအကုသိုလ်ကိုတော့နာဇာကတပံပဲသောခါမှမပြုလုပ်ကြရဘူးရဲ့လို့ပဏိတေဟိဘုရားဆာရှိတဲ့ရိယာရှင်ကောင်းရှင်မြတ်တို့ကဟောစတိကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေတည်း